ပရိသတ်များအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာဘုံဆောင်မှုဥက္ကဋ္ဌရေးသားထားသောသူတော်စင်မနုဿဘလူဆိုတဲ့ဇာတ်လမ်းလေးအစအဆုံးကိုပြောပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာတဲစုရွာဆိုတာကပဲခူးတိုင်းဒေသကြီးအချစ်ဘက်ဆိုမှရှိတဲ့ပင်လယ်ကမ်းနားကရွာကလေးကံပြိုရွာကြီးနဲ့ကျွဲတဲရွာကြီးနှစ်ရွာကြားကတဲစုမြတတာရွာကလေးဖြစ်တယ်စစ်တောင်းမြဝမှာတည်ရှိပြီးထိုဒေသကစစ်တောင်းမြစ်ကြီးပင်လယ်မှာအဆုံးသတ်တဲ့နေရာစစ်တောင်းမြဝကျဲကြီးရဲ့အရှိတ်ဘက်မှာတော့တမျောတခိုတောင်ပြင်ကျဲကြီးကမွန်ပြည်နယ်ကေလာတတောင်နဲ့ကြိုက်ထီယိုးတောင်ထဲကြီးများကနောက်ခံလှပတဲ့ပကြီးကားတစ်ချက်လိုမြင်တွေ့နိုင်တယ်တဲစုရွာကလေးကပင်လယ်ကမ်းနားကွင်းထိထိမှာမျိုးပြနဲ့ကွာလှမ်းပြီးအလွန်ပြင်းစရာကောင်းတဲ့နေရာဒီရွာကလေးရှိရာကိုမိုင်30လောက်ဝေးတဲ့ညောင်ခါရှိမြို့ကလေးကနေမကြာခဏရောက်လာတတ်သူကဂမ်ဘီယာစာရေးဆရာကျွန်တော်သစ္စာပင်ဖြစ်လေတယ်။တဲစုရွာကလေးတွင်ဆယ်တန်းကို3ဘာသာနဲ့အောင်ပြီးမိဘဘိုးဘွားအမွေလေယာမြေကိုပြင်မထားနိုင်ဘူးဆိုတာတက္ကသိုလ်အဝေးတင်တာယူခဲ့ပြီးလေလုံးနေတဲ့တပ်ဖူးဆိုတဲ့လူငယ်လေးတယောက်နဲ့ခင်မင်ရင်းနှီးရာကကျွန်တော်သစ္စာဒီရွာကလေးကိုရောက်ဖူးခြင်းဖြစ်တယ်။တပ်ဖူးကတာမန်ထက်ပူတဲ့လူထုဆန်းတယောက်ဖြစ်ပြီးသူတို့တဲစုရွာကလေးနဲ့မနီမဝေးနေရာတွင်ထူဆန်းတဲ့ဂူတင်ချိုင်းတစ်ခုရှိတယ်။သူတို့ကတော့ကြာကန်ကူလို့ခေါ်ကြတယ်။အဲ့ဒီကြာကန်နဲ့လူသေးမြုပ်နှံထားတဲ့အေယာမကူကြီးကဂမ်ဘီယာဆန်တဲ့နောက်ွယ်ကဖြစ်ရဆန်တွေရှိနေလေတယ်။အခုဗိုလ်တိုးကူတိုက်ဖြစ်ရကကြာကန်ကူနဲ့ပတ်သက်ထားတာမှုထားခဲ့ပြီးဗိုလ်တိုးကူရဲ့ဖြစ်ရရှေ့ပြူရာကိုပဲပြောပြပါမယ်။တပ်ဖူးတို့ကဒီရက်ကမဟုတ်ပဲတထုံဘက်ကနေပြောင်းလာကြသူတွေတပ်ဖူးရဲ့ဘူးဥခဲကရှေးပင်းတော်ဆေးဆရာဖြစ်တယ်လို့ဥခဲရဲ့ဘူးအဘိုးမှန်ကတခါကစေးသမားတော်ကြီးတူဖြစ်လေတယ်။ဥဘိုးမှန်လက်ထက်ကလေးကတင်းစီးလာတဲ့ကျုံးတက်တာမဲမဲကြီးတဲတွင်စေဖို့နီးစာအုပ်များအကိယဆိုင်ရာလက်ရည်မှုစာအုပ်များပြင်ဝိဇာကန္နာဤပညာရပ်ဆိုင်ရာအကြောင်းများကိုရေးထားတဲ့လက်ရည်မှုစာအုပ်နဲ့ပေထုတ်များအခြားစိတ်ဝင်စားစရာရှေးအောင်စီရင်ပစ္စည်းများရှိနေတာကိုတဖူးပြောပြလို့သိခဲ့ရတယ်။ဒီတက်တာကိုကျွန်တော်ဖွင့်ပြဖို့တောင်းဆိုခဲ့ပေမဲ့တဖူးကကျွန်တော်ကိုမယုံကြည်သေးတာလား။သူ့အဘိုးအမွေကိုလူသိလူမြင်မခံချင်တာလားတော့မပြောတတ်။ဝိလေကြောင်ဘက်နဲ့ညှင်းဆန်လိုက်တာပါပဲ။ပြီးခဲ့တဲ့3ရက်ကလူကြုံနဲ့တဖူးစီကနေစားရောက်လာတယ်။အခုဒီခါလာရင်အဖိုးရဲ့ဂမ်ဘီယာတက်တာဖွင့်ပြမယ်။အားလက်ရင်အလဲလာပါဆိုလို့ကျွန်တော်ဆာရရရင်တဲစုကိုဆိုင်ကယ်နဲ့ရောက်လာခဲ့ခြင်းဖြစ်တယ်။ကျွန်တော်တဲစုကိုရောက်တော့တဖူးအိမ်မှာမတွေ့ရပေတဖူးရဲ့အမေဒေါ်ကျင်ယုံသာဆံပြနေတာတွေ့ရတယ်။ကျွန်တော်ခြံထဲဝင်လာတော့ဒေါ်ကျင်ယုံကအားရဝမ်းသာကြိုးစုပြီးအင်းဦးခမ်းမှာတင်ပြူးဖျားခင်းပေးတယ်။သစ္စာရဲ့နင့်နေအကြောင်းမကြားပါမကြားနဲ့မင်းလူကတော့သူ့အဖေနဲ့မြေပဲဆိုင်နေကြတယ်။ပြန်လာကြတော့မှာပါ။ဟုတ်ကဲ့တော်ကျွန်တော်စီတဖူးစာရေးလိုက်လို့အလေလာဖို့ခေါ်တာဒေါ်ကျင်ယုံကအကြံခရာနဲ့ကောင်းချင်းခဲတဲ့ပကံကိုလာချပေးတယ်အပေါ်ကအုံဒီကဖွေးနေအောင်ဖြူပြီးတန်ထောင်နိုင်ချင်းနဲ့မှုကျွန်တော်လည်းပလိုပလောင်စားလိုက်အကျန်းရည်တောက်လိုက်ရှိနေစဉ်ခြံတော်ဖေးကနွားလှဲတန်ကိုကြားရတယ်မောင်သစ္စာကြီးတားဖတွေလာကြပြီတစ်ဆက်တည်းဒေါ်ကျင်ယုံကတဖူးကြီးတာဒီမှာညောင်ခါးကြီးကနင်းသစ္စာကြီးရောက်နေတယ်နင်းဖေလှဲဖြုတ်လိုက်မယ်နင်းလာခဲ့လိုက်ဗျာအမေဟုတ်ရဲ့လားလာပြီပြိုတကယ်ဆိုတဖူးတို့မိသားစုတွေကအမြဲလိုအဲ့မြုံနေကြတာဒီလောက်ခေါင်တဲ့အရက်မှာဧည့်သည်ဆောင်တွေကရှာပါဧည့်သည်လာရင်ပြောကြတယ်လို့ဧည့်သည်ပြန်ရင်လေလွမ်းတက်ကြတဲ့သူတို့ပေါ့အခုလေတဖူးတို့မိသားစုမှာကျွန်တော်ရောက်လာတော့မြူးပျော်နေကြတယ်ဟာအခုမထင်အောင်ဗျဒီလောက်မြင်မြန်လာမယ်လို့ဝမ်းတာတယ်ဗျာအခုဒီခါအေးစစ်စစ်နေမလားတဖူးကဘောင်းဘီတုံနဲ့ပစိုးလေပင်းပတ်ခါနောက်ဖေးကနေပြေးထွက်လာပြီးကျွန်တော်လက်ကိုဆွဲကပြောလေတယ်ဟဲ့တာပစိုးလေးပါလေဝစ်လေခလေးကြနေရပဲဒီကောင်လေးအေးပါအေးစစ်မှပြန်ပါမယ်ဒါပေမဲ့မင်းကဂရီတိုက်နော်အင်းပါဗျဒေါ်ကျင်ယုံကကျွန်တော်နဲ့တဖူးလှုပ်ဝက်အထာနဲ့စကားကိုသဘုံပေါက်ချာအမလီဒီညီကိုတွေဘာတွေကြံစီနေကြသလဲနော်ကျွန်တော်ရောက်ပြီးနောက်နေ့ပါပဲတဖူးရဲ့အဖေဦးလှဘူးရဲ့ဆွေမျိုးတွေကနာရီကြက်ကတာမရှိလို့အချစ်ဘက်ကန်ကိုသွားကြတာကြောင့်ကျွန်တော်နဲ့တဖူးအိမ်မသာကြံခဲ့တော့တယ်ကဲတဖူးမင်းဂရီလေမင်းဘိုးရဲ့ဂမ်ဘီယာတစ်တာကြီးဖွင့်ပြတော့လေကွာဟုတ်ကဲ့ပါဗျာဖွင့်ပြပါမယ်ဒီလောက်လုံးနေတာအကိုကတိုက်เสียတော့မဟုတ်ပါဘူးနော်တဖူးရမင်းဟာလေငါ့ကိုမြုံမကြည့်နဲ့ငါဂမ်ဘီယာစံတာကိုစိတ်ဝင်စားတာမင်းသိရတာနဲ့ပြီးတော့မင်းပြောတဲ့အဘိုးမှန်ရဲ့ပေထုတ်မှတ်တမ်းကြီးဆိုတာငါဖတ်ချင်လို့ပါကွာ
ကဲရှုံးပါတယ်ကိုရအဖေတို့အမေတို့သိရင်မလွယ်ဘူးအကိုကိုခင်လို့အဖေတို့အမေတို့မရှိတော့ခိုးဖွင့်ပြတာတဖူးကပြုတ်ပြုတ်ဆူဆူနဲ့သူတို့တဲကောင်းရင်စပားကူတောင်ကလေးတွေဝင်သွားတယ်ကျွန်တော်ကသူ့နောက်ကလိုက်ဝင်ခဲ့တယ်မသိရင်တော့စပားကူတောင်ပဲအထက်မှာလှုပ်ဝက်အန်နဲ့တကားအခန်းငယ်လေးတစ်ခုတီးတန့်ရှိနေတယ်တဖူးကတစ်တကြီးမှခတ်ထားတဲ့တော့ကိုဖွင့်လိုက်ပြီးအထက်ကညုံညင်းညစ်ဖြစ်နေတဲ့လက်ရည်မှုတွေရေးထားတဲ့စစ်စာအုပ်တွေပြတယ်တစ်သားတွေကအခြားပစ္စည်းတွေကိုတော့ကြီးစီချပုံမရဟိုမင်းပြောတယ်ပေထုတ်ကဒီမားပြကိုတဖူးလက်ထဲကဂရီဘာရှုံးဝင်ကြီးမှပါလာတယ်တဖူးစီကအသာယူပြီးရှုံးဝင်ကိုဖွင့်ကအထက်ကပေထုတ်ကိုယူလိုက်တယ်အလျားတတောင်ပြက်လေးလက်မခန့်ရှိတဲ့ဝါချင်းချင်းပေစာထုတ်ရဲ့ဒူကတပေသားသားရှိတယ်တစ်သားပြားနှစ်ချက်ကိုအပေါ်အောင်ညက်ပြီးကျုံးနဲ့ပတ်ထားတာပေထုတ်ပေါ်တစ်သားပြားပေါ်မှာတစ်စင်းနဲ့ရေးထားတဲ့မထင်မရှားစာများကမိမ့်မိန်နေပြီးအသေးချာဖကြည့်လိုက်တော့ပထိုးကူတော်တိုက်မှတ်တမ်းကြီးတဲ့မောင်ဖုံးမှန်ရေးသည်လို့တွေ့ရတယ်။ရှားဆောင်များကိုတစ်တာတဲ့ပြန်ထက်တောက်ခတ်ခါပေထုတ်ကူယူပြီးအပြင်ကိုထွက်လာကြတယ်။အကိုကျွန်တော်ဂရိတီးတယ်နော်။ဒါပေမဲ့ဒီနေ့နဲ့မနက်ဖြန်2ရက်ပဲအကိုလေးလာခွင့်ရမှာ။တပတ်ခါအမေတို့ပြန်လာမှာပေထုတ်ကူနေရာမပြတ်ပြန်သိမ်းရမှာဗျ။စိတ်ချပါကွာ။ငါမနက်ဖြန်အပြီးလေးလာဖတ်ရှုပါမယ်။ကျွန်တော်လည်းတပ်ဖူးစီကပေထုတ်ကူရာကလေးကအင်းချေကုတ်ကုတ်ပင်အောင်ကွက်ပြစ်တွင်အေးလူလူစာပေများကိုဖတ်ရှုလေ့လာရတော့တယ်။ဆူဆီယာကြီးအဘိုးမှန်ကိုတွေ့ကြုံခဲ့ရတဲ့ဂမ်ဘီယာတဲထေရဖို့အကြောင်းအရာများကစိတ်နယ်လုံးဖြစ်ရများဂမ်ဘီယာစီရင်တဲ့ကျိန်စာများမြမရာဇဝင်တွေကဖြစ်ရများနဲ့ဆက်ဆက်တဲ့ဖြစ်စဉ်များမြမပရာစီအစွမ်းများဝိဇ္ဇာဒရာကန္နာဤဆိုင်ရာစသည်ဖြစ်ရင်ကိုတလှက်လက်နဲ့ခန်းစားရတဲ့ဖြစ်ရစံကျဲအကြောင်းအထုပ်ပတိကိုအောက်ပါတိုင်းဖတ်ရှုလိုက်ရပါတော့တယ်။သစိန်ရွာအချိန်ကာလအဖြစ်ဘာကြီးတော်မင်းတရားထီးနှံဆိုးဆန်တော်မူချိန်ကာလမြမပြည်အောက်ပိုင်းရမညမြေဒေသပေါင်းလောင်တောင်တန်းကြီးတရှိရာအရှိယုံမတော်ကြီးကလူသူအရောက်ပေါက်လွန်စွာနေပါလာတာရဲ့မုံများရုံဖြစ်တာရဲ့ကြောင့်ဆက်နေရသည့်လုံလုံစိမ့်ဆိုအုံပိုင်းနေတဲ့တတော်ဝါတော်ကြီးများကြီးစိုးမင်းမှုလိုနေလေတယ်အရှိယုံမကြိုက်ထီဟိုးစီရောကင်းဟုတ်တရှိရာပေါင်းလောင်တောင်တန်းကြီးတရှိရာအရှိယုံမတော်ကြီးတဲ့တွင်တောင်ရလုံးနဲ့အသက်မွေးကြပြီးအလွန်ရိုသားကြတဲ့လူများဟာအင်းရှိနေငယ်ဟိုရစုတေစုရွာကလေးများတီကနေကြတယ်။ထိုတော်တွင်တောင်ပေါ်ရွာကလေးထဲမှာတဆိတ်ရွာလည်းပါဝင်ဖြစ်တယ်။တဆိတ်ရွာကအင်းရှိ50တာရှိတဲ့ရွာ။ရွာရဲ့အတီးကအသမွေးဝမ်းကြောင်းအလုပ်ကတောင်ရလောက်တာဖြစ်လေတယ်။အချို့တော့မုတ်ဆိုးလုပ်ကိုလောက်ကြတဲ့သူတွေလည်းရှိတယ်။တဆိတ်ရွာကတဘာဝအလျောက်ပေါရောက်နေတဲ့ရှောက်ပင်နဲ့ကုန်းဒီကုန်းရွဲဒငင်းသည်ပိန်နေသည်စားတဲ့တော်ရရထွက်တဲ့အသီးနှံများတောင်ထန်းဝဘူးဝက်ဖြူစက်တောင်းဝါများယမနေမျိုးတိုင်များမျိုးထင်များပြားရည်စသားကြောင့်စားတဲ့တော့ရတဲ့ပစ္စည်းများကိုစင်သေးချောင်းရိုးကလေးအတိုင်းဝါဖောင်နေစုပြီးစစ်တောင်းမြက်ကမ်းမှရှိတဲ့ခဝါချောင်းအထိခက်ခက်ခဲခဲတည်ယူပြီးမြို့ငယ်ကလေးဖြစ်တဲ့စစ်တောင်းမြို့ဟောင်းရဲ့ဈေးမှာရောင်းချကစံစီစာအဝိထဲစေဝါသုံးဆောင်များကိုပြန်လဲဝယ်ယူကာသစ်စိန်ကိုရှေ့ချင်းပြန်တက်ကြရတယ်စင်သေးချောင်းကကျင်ပြီးရေစီးတန်ကမြမားတဲ့တောင်ကျောကမြဖျားခံလာတဲ့ချောင်းဖြစ်လို့ဝါဖောင်ကိုအသုံးပြုပြီးအဆန်ခီးကမရတော့ဘူးတော်လန်အတိုင်းတ냐ရီနှစ်ရက်ခီးကိုတော်လန်အတိုင်းပင်မမှန်ပြန်ကြရတာအသွားပြန်ရက်တရပက်ကြတဲ့အယောင်းဝယ်ခီးမျိုးသစ်စင်ရွာကလေးဖူဟိုရင်ခါကတဘာဝလက်ရောက်ပေါရောက်နေတဲ့တစ်ပင်များကဗရေတာပင်လိုခုဆုရောင်းချကြပြီမေကြာလာတဲ့အခါလူဦးရေတိုးလာတာရေတဘာဝအပင်များချပါလာတာရေကြောင့်စိုက်ပျိုးခြင်းကိုလုပ်ကြရတယ်တညင်ပိန်နဲ့ဒူရင်ကွန်တီတောင်ထန်းတို့မိသားစုပိုင်အမှတ်သားအကွက်ချံကိုတတ်မှတ်ပြီးလောက်ကင်စားတော့ကြတယ်ဘုံမကြီးစစ်တောင်းကငရှင်လေးငချောက်လေးဝဲခဲ့ပါကွယ်ဟုတ်ကဲ့ကြီးစိတ်ချပါဗျကဲဘုံမန်ဖောင်ကျိုးဖြုတ်မယ်လူစုံရင်စုကြမယ်ဘုံမကြီးစစ်တောင်းကငရှင်လေးငချောက်လေးဝဲခဲ့ပါကွယ်ဟုတ်ကဲ့ကြီးလေးစိတ်ချပါဗျကဲဘုံမန်ဖောင်ကျိုးဖြုတ်မယ်လူစုံရင်စုကြမယ်စုံပြီးကိုတန်ခဲ့ကြီးဘုံမန်တို့ဖောင်လေးဖောင်ကျိုးတွေကိုဖြုတ်လိုက်တာနဲ့ရေစည်းနဲ့အချိန်ပြင်းမျောပါသွားလေတယ်ဖိုးလုံးသားကြီးပြေကောင်လေးထိုးဝါကိုဂူးဆိုင်ကြစမ်းရှေ့ကကြောက်ဆောင်တတိထားဟုတ်ကဲ့ပါကိုကြီးတန်ခဲ့ရဟုတ်မှန်ဗျာကိုတန်ခဲ့ကုန်ပစ္စည်းတောင်းတွေဖောင်လေကိုရတော့ဆွဲထားကွာပစ္စည်းကအကျန်းကြောက်ဆွဲကပေါ်ပါပြီနဲ့ပစ္စည်းတွေဂူးဆိုင်ကွာဟုတ်ကဲ့ပါဗျဘုံမှန်တို့ဖောင်လေးကရေစုံတိုင်းစကြိုးလျှော့ထားတဲ့မြင်းတကောင်လိုချောင်ယိုတိုင်းပြေးလွှားမျောပါနေတယ်ချောင်ယိုကဖျောက်ဖြူးခြင်းမရှိကွေးကောက်စီးစင်းလေရာ
ကွေးရောက်တိုင်းကြောက်ဆွဲကြောက်ရှုံငူများကဘွားကနေပေါ်လာကြတယ်။ထိုဝါသမားများကဖောင်ပေးတစ်ဖက်တစ်ချက်စီကနေထိုဝါကိုအသိအနေထားနဲ့မျက်စိလင်လင်စောင့်ပြီးဝါဖောင်ကြောက်ဆွဲငူတွေကိုဝင်မဆောင်မိစေရန်ကြိုပြီးတော့ထိုဝါလှမ်းထောက်ပြီးရေလန်းချောင်းတဲပေးရတယ်။ကြောက်ဆွဲကြောက်တုံးကြီးတွေနဲ့ဖောင်ပြေးပြီးတော့ဆောင်းမိလို့ကတော့ဖောင်ပြက်ပြီးဝါးတွေတစစီဖြစ်ကုန်မှာ။ချောင်းကအနေငယ်ကျလာလို့အားလုံးအသက်ဝဝရှူနိုင်ကြလေတယ်။ယောက်ျားဖောင်စီမိန်းမမီးနေတဲ့ဖောင်ခီးဆိုတာအတန့်အတည်းများတာတစ်ချက်ကလေးပေါ့တာနဲ့အသက်ပေးကြရတာပဲကိုကြီးတန်ငယ်ကြုံကြောက်ဖူးပါတယ်ယောက်ျားဖောင်စီမိန်းမမီးနေဆိုတဲ့အတိတ်ပဲတော့ကောင်းကောင်းမသိဘူးဗျရှင်းပြပါဦးတာကြီးအမေစကားကြောင့်ကိုတန်ငယ်ကကြောင်ဖူးဖက်စစ်လိတ်ကြီးကိုရဲခနဲဖွာလိုက်ပြီးအတိတ်ပဲကရှင်းနေပြီးသားဟာတာကြီးကမိန်းမမီးနေဆိုတာကကလေးမီးဖွာရမယ့်မိန်းမကိုပြောတာဘာကြီးတဲ့ဆိုတာကတနေ့ကိုတင်းချိုင်းကိုမျက်စောင်၃ချိန်ထိုးတယ်ကွာဆိုလိုတာကကိုဝင်ဆောင်မိန်းမတွေဟာနေ့စဉ်အသက်အန္တရာယ်ကြီးမားကြတယ်လို့ဆိုလိုတာပဲဒါကြောင့်မင်းတို့ငါတို့ရဲ့မိခင်တွေဟာကျေးဇူးကြီးမားကြတာပေါ့ကွာကိုကြီးတန်ငယ်အခုကြုံမိန်းမမိပွေးအောင်မှာပိုင်းနေဆိုတော့ကျုပ်တို့ကျေးဇူးရှင်မကြီးပေါ့နော်ဟဲ့အောင်ဖိုးလို့တခွိမစကားအကောင်းကိုမင်းကရေစရာလုံးနေပြန်ပြီငါပြောချင်တာမိခင်ကိုကွာဝေးအောင်မှာကမင်းတို့ဘာသာခမင်းလို့ဟာမင်းကျေးဇူးရှင်ဖြစ်ရလားကွာကိုတန်ငယ်ဒီကောင်တွေဘုဟုတုတဖြစ်အောင်ဖောင်စည်းကိုလည်းဆက်ချင်းပြပါဦးဖုံးမှန်စကားကြောင့်တာကီကဖုံးမှန်ကိုရှင်းနဲ့လှမ်းခတ်လိုက်ပြီးအမဘိန်းစားသမားချင်းမင်းကတမှုပို့ရှူချင်တာလားဟာတာကီကငါငယ်ကအင်းဝနေပြီးတော့ကြီးမှနေခဲ့ရတာဗျဘုဟုတုတရှိပါမင်းကလေဖုံးမှန်ပြောလိုက်ရင်ငငယ်ကနေပြီးတော့ကြီးမှနေခဲ့ရတာမပါရင်မပြီးဘူးအကျော်မင်းအခုကသစ်စိတ်မှနေတာသစ်စိတ်တော်သားပဲလုံးမနေနဲ့အေးကိုကြီးတန်ကြီးပြောလေဗျာအေးဟုတ်တယ်ကွာဖုံးမှန်ကအင်းဝမြို့လိုကြီးမှာစာတင်ခဲ့ရတာဆိုတော့ဟာကိုကြီးကလေဒီကောင်တင်ခဲ့တာအဲ့တုန်းကကာကြီးခောက်ဝေးပါဗျာတာကြီးစကားကြောင့်ဖုံးမှန်ကထိုးဝါးနဲ့ရွေးလိုက်တာကြောင့်ကိုတန်ငယ်ကရဲချဲချဲနဲ့တာကြီးအဲ့တုန်းကဖုံးမှန်ရွယ်ကကာကြီးခောက်ဝေးတင်ရမယ့်အရွယ်ကူကွာဒါပေမဲ့ပညာရှိတွေနေတဲ့အရက်မှာလူဖြစ်လာတာဆိုတော့ငါတို့မင်းတို့ထက်ဘုကုတုရသားတယ်မောင်ဒီတော့မှဖုံးမှန်သွားရီအကုန်ပေါ်အောင်ပြုံးနေတော့တယ်ဟေ့အောင်လေထိုးဝါးကန်ရချောင်းကကျင်းလာပြီတာကြီးဖိုလုံဖုံးမှန်တို့လည်းထိုးဝါးများကောက်ကန်ကကြောက်ဆွဲများနဲ့မတိုက်မိစေရန်ဖောင်ကိုရေလန်းချောင်းတဲကြရတယ်ဖုံးမှန်တို့အဖွဲ့မှာဥတန်ငယ်ကခေါင်းဆောင်အသက်ကြီးဆုံးလေကုန်ပစ္စည်းရောက်ဖို့3လတခါ2လတခါလောက်တော့ခွာချောင်းစိတ်ကိုပုံမှန်ဆင်းကြရတာစောက်ခွက်နဲ့ရောက်တဲ့နေရာမှာရှက်ပြုတ်စားတော့ညားကြတာဖောင်ဆိုလို့ဖောင်ကမြေကြီးတွေထဲကဝါဖောင်ကြီးတွေလိုအရှိကြီးမဟုတ်ဝဘိုးဝါတပြန်သားရှိတာအောက်ကဝဘိုးဝါအပေါ်ကကြက်တောင်းဝါတို့နဲ့ဝါတစ်ထောင်လောက်နဲ့ဖွဲ့ထားတဲ့ဖောင်ခွာချောင်းကြရင်ဝါဖောင်ဖွဲ့လာတဲ့ဝါတွေကိုပေါက်စည်းနဲ့ရောင်းကြရတာဖုံးမှန်ကတော့ရောင်းစရာပစ္စည်းကစင်းမြစ်စေဦးပရာဆေးဘက်ဝင်ပစ္စည်းများဖြစ်ပြီးအပြန်မှာသူ့ရဲ့အဘူဘိုးသိန်ခါမှာလိုက်တဲ့လုံနဲ့အကီးရဲ့ပစ္စည်းအချို့ရဲ့ဆေးဖို့ဆရာမှာအသုံးပြုမဲ့ပစ္စည်းအချို့ရဲ့ရိတ်ခါအတွက်စံစီစာဒီလောက်ပါပဲခွာချောင်းကိုတညာလမ်းမှာအိပ်ပြီးနောက်တနေ့နေ့လယ်လောက်မှရောက်တော့တာစစ်တောင်းကိုရောက်ရင်တော့ကြိုက်ကလုံဘုံဖျားကြီးကိုပူရင်ညမင်ဖာလိုက်တဲ့ပလဲပဒီလေးတကုံးကိုလက်ဆောင်ဝယ်သွားဖို့စိတ်ကူးလို့နေတယ်ဆောင်းလာအာယုံမကျင်းသေးတဲ့ညမှောင်တူအောင်မှာသစ်စင်ရွာကလေးကအိမ်မောကြောက်လို့နေတယ်ပင်ကိုကရိုးသားဖြူစင်ကြတဲ့ရွာသားတွေအဖို့ဒေါသလောဘအားနဲ့ကမိသားစုကြီးပမာတရွာလုံးရှစ်ခင်စီလုံးကြလေတယ်အရှိယုံမှာပေါင်းလောင်တောင်တန်းကြီးတစ်ခုလုံးနှင်းမြူစာပေါ်ပါအောက်တွင်အေးဆက်ငိမ်သက်လို့ပေါ့ထိုးစင်ဂုံနီတောင်ထိုးချီဘုံတော်ကြီးဥရမတာရာကြောင့်မှတုံမောင်းခုတ်တန်ကလေးလေးမှန်မှန်ထွက်ပေါ်လာတယ်တုံမောင်းခုတ်တန်တဲ့အပြိုင်သစ်စင်ရွာတွေကအိမ်မွေးကျဖတွေရဲ့တောကျဖများရဲ့တုံကျူးတန်ကသူ့ထက်ကလူရဲ့ထွက်ပေါ်လာကြပြန်တယ်တညတာအိဆက်အနားယူနေတဲ့သစ်စင်ရွာကလေးမှာတမဟုတ်ရှင်အသက်ဝင်နိုးထလာတယ်အင်္ဂလိပ်များစီကမီးရောင်လက်လက်ကလေးများမြင်လာရတယ်စုံးနဲ့တော်လည်းမတော်မီမနဲ့စောစောအတွက်အိမ်တိုင်းကထမင်းထားချက်ကြပြီးဒါကသစ်စင်ရဲ့နှင်းစင်နှိမ့်ဆထူဟာဖြစ်လေတယ်ညေမြေးလေးဖို့မှန်လူလေးတုံးမောင်းခောက်ပြီးထားတော့လေကွယ်ဗျာဟုတ်ကဲ့ဘူးကျုပ်ထပါပြီဖို့မှန်အေးရတဲ့တွင်အပြင်းအလိန်အကျိုးဆန်ကလူလဲထားလိုက်တယ်အိမ်ရှိရီအိုတွေကရင်ထဲမျက်နှာတက်လိုက်ပြီးအိမ်ပေါ်ပြန်တက်လာရာအဘိုးကအိမ်ဦးခန်းတွင်အကျန်းရီအိုးပူပူနဲ့ထိုင်ကဗီးစိတ်နေတာကိုတွေ့ရတယ်လူလေးကောင်းချင်းမောင်းတဲ့အကျန်းရီလာတော့လှည့်ပြီးမှတောသွားဖို့လို့ဟုတ်ကဲ့ဘူးဖုံးမှန်ကအဘိုးရဲ့အနားတွင်ဝင်ထိုင်လိုက်ပြီး
အိုးရဲကအကျန်းရည်ပူပူငှဲ့ကတဖူဖူမှုတ်တော့လိုက်တယ်အဖိုးလက်ဖက်ချောက်ကကောင်းသားနော်အေးကွယ်ပလောင်တုံလက်ဖက်ချောက်ကလက်ပါတပိနေမြစ်ခွာချောင်းစင်းရှမ်းလေတွေအစင်းနဲ့စုံတမှုထင်ပါဟုတ်တယ်ဘူးကျုံးနဲ့ပလောင်ဘက်ကရှမ်းကြီးတွေစစ်တောင်းဖျားပေါ်မှာစုံကြလို့သူတို့စီကဓာတ်ရိုက်ဝဲလာတာဒါကြောင့်ပေကူကဲလူလေးကောင်းချင်းလေးရဲ့ငွေမသေးခင်ယူစားလေကွဟုတ်ဘူးဘုံမှန်တို့တောင်ပေါ်ရွာကလေးရဲ့ဒလေးကမနဲ့စောစောတိုးတက်မဲ့အလုံသမားတွေအတွက်အစိုးထပြီးရင်ရွေးချမ်းနဲ့ကောင်းချင်းပေါင်းတဲကြတယ်ကောင်းချင်းပေါင်းကြက်ပြီဆိုရင်နှမ်းအောင်ဒီနိုင်ချင်းနဲ့ကောင်းချင်းပေါင်းပူပူဒီပလိုင်းလေးကိုငပြောရွက်ခံပြီးထဲကကောင်းချင်းပေါင်းပလိုင်းကိုအင်းလေတိုင်မှာချိန်ထားကြတာတိုးတော်မဲ့သူကအေးရထားပြီးအကျန်းရည်ပူပူတောက်လိုက်ဒိုလီမိုလီတိုးတက်ရင်လိုအပ်တဲ့အလုပ်ကလေးတွေလုပ်လိုက်လေတိုင်မှာချိန်ထားတဲ့ကောင်းချင်းပေါင်းပလိုင်းတွေကကောင်းချင်းပေါင်းကိုထွက်တလို့ဝင်တဆုံစားလိုက်နဲ့လုံနေကြတာတိုးတက်မဲ့သူအတွက်လှုပ်เสียလဲပြီးဖိုက်လဲအဖြစ်ပဲအဘိုးကျုပ်သွားတော့မေအဘိုးလည်းအိမ်မှာနှွေးထွေးထွေးနေနော်အေးပါမြေသမင်းထုတ်ကိုရေဘူးပါမမင်းနဲ့လေနှုတ်ဒါနဲ့လုံမလေးမြမေလိုက်မယ်ဆိုဟုတ်ဘူးကျုပ်ဝင်ခေါ်သွားမှာပါဒါနဲ့လူလေးဟိုမိစ္ဆာရေကုန်ဘက်သတိထားသွားနော်ဖြစ်နိုင်ရင်အဲ့ဒီဘက်မသွားကြပါနဲ့လောက်ကွယ်ဟုတ်ကဲ့ပါဘိုးရဲ့ဘိုးမှန်ကပြုတ်ပြုတ်ဆူဆူတိုးတက်ပလန်ကြီးခေါင်းနဲ့လွယ်ကအိမ်ဝိုင်းထဲကထွက်လာခဲ့တယ်အခြေစီမှာတော့ရောင်ဒီကပြုတ်လာခဲ့ပြီဖြစ်တယ်သစ်စိမ်ရွာတူရွာလုံးလှုပ်လှုပ်ရှားရှားနဲ့တုံရောက်ခင်းသွားမဲ့လူမြို့ခုတ်တခုတ်သွားမဲ့လူပြဖို့တိုးလိုက်သွားမဲ့လူအားလုံးကနေမထွက်မီတိုးစီကိုအချိုချိုထွက်ခွာနေကြတယ်ရွာမှာတော့အသက်အရွယ်ကြီးသူတားတဲ့မိခင်နဲ့လူမမယ်ကလေးများသာကြံခဲ့ကြတယ်ဝေးမြမေသွားကြမယ်ဝေးအော်မောင်ဖုံးမှန်အောင်ရောက်ပကောဒါလကွာအကျန်းရည်ကောင်းချင်းပေါင်းဆက်သားကြောက်ဖို့ကလေးဝင်စားလေအောင်တော်ပြီဘာကြီးကြောက်လုံးကျွန်တော်စားခဲ့ပြီနေမပူခင်လေးကနစိုးတောင်ကျော်ရောက်မှဘာကြီးရဝေးလုံးမလေးညီမောင်ကြီးရောက်နေပါအမြန်လုံးလေကွယ်ဒါပြီဖေးတနခါးရည်ကြီးလေးပို့နေတာညမေကရွာလူကြီးဦးကြောက်လုံးရဲ့တဦးရဲသောမိတဆူမြင်းမလေးဖြစ်လေတယ်ညမေရဲ့မိဘများမှာသူမကလေးဘွားကလေးကမဖျားရုံးကနေဆုံးပါသွားကြချတာဖိုးမှန်နဲ့ညမေကအသက်တစ်နှစ်သာကွာကြတာညမေရဲ့အသက်က16နှစ်ဖိုးမှန်က19နှစ်ဖြစ်တယ်သစ်စိမ်ရွာကိုစတီစားကလူမမဲကလေးတွေဖိုးမှန်နဲ့ညမေကမောင်နှမအရင်ပမာရှိကြတာအခုကြီးလာတော့လေမောင်နှမတွေသာသဘောထားကြတာမို့ဖိုးမှန်တောတက်တိုင်းဦးကြောက်လုံးကမြင်းမလေးကိုစိတ်ချလက်ချထည့်ပေးလိမ့်ရှိတယ်ဦးကြောက်လုံးကိုယ်တိုင်ကမြင်းမလေးမြမေကိုဖိုးမှန်နဲ့နေရာကျစေချင်တာဒါပေမဲ့မြင်းကမလှုပ်ကြလေတော့ခုံကအလှုပ်ရခတ်နေတယ်။အောင်ကြီးသွားကြမယ်။ဖိုးမှန်ကထိုင်ရာကထားလိုက်တယ်။ဦးကြောက်လုံးကဖိုးမှန်နဲ့မြမေကိုကြည့်လိုက်ပြီးအပြန်မုံမချုပ်ကြစေနဲ့ကွယ်။ဟုတ်ကဲ့ပါကြီး။နို့မင်းတို့မောင်နှမမိစ္ဆာရေတကုံပဲသွားကြမလို့ဆို။ချောင်ကြစမ်းပါဒီနေရာကို။စိတ်ချပါပါကြီး။ကျုပ်တို့မသွားပါဘူး။ဦးကြောက်လုံးကအိမ်ဝိုင်းထဲကထွက်သွားတဲ့ဖိုးမှန်နဲ့သမီးဆိုလဲဟုတ်မြေးဆိုလဲဟုတ်တဲ့မြမေကိုကြည့်ကတမကိုခပ်ဖြည်းဖြည်းချလိုက်တော့တယ်။သစ်စိမ်ရွာတရွာလုံးကမိစ္ဆာရေတကုံကိုကြောက်ကြတယ်။မိစ္ဆာရေတကုံကဘလူးမိစ္ဆာကောင်ကြီးထွက်လာလေးရှိပြီးလူတွေကိုဖမ်းဆလေးရှိတယ်။ဘလူးမိစ္ဆာကြီးနဲ့ပပင်းတုံးမိတဲ့ရွာသားဟာမကြခင်တေဆုံသွားတတ်တယ်လို့လူကြီးတွေပြောတာကြားဖူးတယ်။မိစ္ဆာရေတကုံကဘလူးကြီးဆိုတာကလည်းတွေ့ဖူးသူအတော်နှဲပါတယ်။တွေ့ဖူးသူတွေရှိတယ်။ဒါပေမဲ့ဖိုးမှန်နဲ့မြမေကတော့မိစ္ဆာရေတကုံကိုခဏခဏရောက်ကြတယ်။လူပြောသူပြောဘလူးကြီးကိုဒီရွယ်အထိတစ်ခါမှမကြုံကြဘူးပါဘူး။ဖိုးမှန်တို့ခြောက်ပွေးနေတဲ့စင်းမြစ်စေးဥပင်ကလည်းမိစ္ဆာရေတကုံဘက်မှာတအားပေါ်လေတော့အကြောက်လန့်လုံးဝမရှိကြတဲ့သူတို့နှစ်ယောက်ကလူကြီးတွေကိုတီမပေးပဲတွားလေရှိကြတယ်။စစ်တောင်းမှာဈေးကောင်းရတဲ့နတ်သူရောင်ကမုံတိတ်ပေါ်တဲ့နေရာကိုနေ့စဉ်ဖိုးမှန်နဲ့မြမေကစင်းမြစ်စေးဥတူထွက်ကြရတာ။ရွာမှာလိုအပ်တဲ့လောက်ဖိုးမှန်တို့မြေဖိုးကစေးဖို့ပြီးပိုရှန်တာကို2လတစ်ခါ3လတစ်ခါစစ်တောင်းမျိုးကိုဆင်ပြီးရောင်းချတာ။တော့ကထွက်တဲ့မြမတိုင်းရည်စီပရဖိုးဆက်ရမှာလွန်စွာအသုံးဝင်တဲ့စင်းမြစ်စေးဥနဲ့ကြောက်သွေးစားတဲ့ပစ္စည်းများကိုခွာချောင်းကြောက်ညက်ညောင်ခါချီဖိုးစပယ်စားတဲ့ရွာကြီးတွေကပါအလူရဲ့လာဝယ်ကြတာကြောင့်ပါတလောက်ရောင်းချရတဲ့ပစ္စည်းဖြစ်လို့စင်းမြစ်စေးဥတူးတဲ့အလုပ်ကအတော့ကိုဝင်ရွှင်တယ်လို့ဆိုရမယ်။ဘုံမှန်ရဲ့အဘူတင်ခဆိုတာကပိုးတုံကအမရပူရာအင်းဝမျိုးကြီးမှာစေသမားတို့လှုပ်ဖူးခဲ့သူမှုအခုသစ်စိမ်ရွာနဲ့ရွာနီးရှုပ်ဆက်မှာတောင်ပေါ်ရွာကလေးတွေအတွက်ကတော့တကယ်နဲ့သမားတို့ကြီးဖြစ်လေတယ်။ဘိုးတိန်ခါကရန်ခါကြက်ကတာစင်ကလက်မုတ်ခမူမုတ်ပလင်နဲ့
ကွင်းရွာများဖြစ်တဲ့ကံကြီးစိတ်အပြာညောင်ခါချီဘောစားရဲ့ရွာတွေအထိသွားပြီးတော့စေကူးလေရှိတယ်။ဘိုးတိန်ခါစေကူးသွားနေချိန်ဆိုရင်တဆိတ်နဲ့တောင်ပေါ်ရွာကလေးတွေမှာနာမကျန်းသူရှိရင်ဖုံးမှန်ကစေကူးသားပေးလေတယ်။ငယ်ကလေးကအဘိုးဖြစ်သူနဲ့စေးဖို့စေကြိတ်ဖိုထိုးလုပ်ခဲ့ရသူမှုဘိုးတိန်ခါနီးပါဖုံးမှန်ကတော့စေကူးခြင်းနဲ့အကရဲ့ထိုးခြင်းကိစ္စတွေကိုလည်းထဲထဲဝင်ဝင်သိလုပ်နေတယ်။ဖုံးမှန်ကစေကူးရာဝါသနာပါတော့လေအကရဲ့ပညာနဲ့ဝိဇ္ဇာရာလိုင်းကိစ္စတွေတော့ဝါသနာသိမ့်မပါ။သို့ပေမဲ့ဘိုးသိန်ခါကတော့ကန်နာရီဝိဆာစကန်ပေါက်မြောက်ဖို့စ조사နေသူဖြစ်လေတယ်။မောင်ကြီးဒီနေ့ဘယ်ဘက်ကိုသွားကြမလဲ။ကနစိုးတောင်ကျော်ဘက်သွားကြမယ်လေ။ဟိုနေ့ကစင်လုံးမွဲ့နဲ့တည်းရောကိုရငယ်ကမုံနဲ့မြင့်ဆက်ပင်တွေတွေ့ခဲ့တယ်ဟာ။ဖုံးမှန်ကချီကချောင်းရင်မြောက်မေကိုလှမ်းကြည့်ကကြည်ရင်ဖြေလိုက်တယ်။အခြေစီမှာတော့သူရိန်နေမင်းကရောင်ကြီးတစ်ထောင်ရှန်ရန်ကပေါင်းလောင်တောင်ကျော်ကိုရောင်ကြီးအနှွေးတက်တီဖြန့်ကျက်ပေးနေပြီ။ညုံနေတို့ကပါလာတာကြောင့်အနောက်တောင်ကျော်ရဲ့စီမှာတော့စံတော်ရှင်ကြိုက်ထီယိုဖျားကိုနေကြီးနုနုအောက်တွင်ကျင်ညိုတပ်ပယ်ပွဲလှမ်းမြော်ဖူးတွေးကြရလေတယ်။နေကြီးကြောင့်ကြိုက်ထီယိုစီရီစိန်ဖူးတော်ကဖြက်ခနဲနဲ့လင်းလက်သွားတာကြောင့်မြမီကခေါင်းနဲ့တိုင်းလွယ်ထားတဲ့ပလိုင်းကိုဖြုတ်ခါမြေမာချလိုက်ပြီးလက်ကလေးရှိကကြော့လေတယ်။ပြီးမှဖုံးမှန်ကိုကြည့်ကမောင်ကြီးရဲ့ကြည့်ပါဦးကျင်ညိုစရာကောင်းလိုက်တာ။တနေ့လောက်တော့ကြိုက်ထီယိုစီရီကိုသွားပြီးခြုံတွေရှင်းပြီးရေတပ်ပယ်ကြရအောင်နော်မောင်ကြီး။အေးပါဟာဒီတစ်ခေါက်ခဝါချောင်းဆင်းပြီးရင်ကြိုက်ထီယိုဖျားကိုသွားကြတာပေါ့ငါဘိုးကအတိတ်ထန်နဲ့သွားမယ်ပြောတယ်ဟာဘိုးဘာပါတော့ကောင်းတာပေါ့ဟုတ်လားဘိုးဘာလိုက်ရင်ပြောစရာကြီးဘိုးကကြိုက်ထီယိုဖျားအကြောင်းပြောပြတာတိတ်နားထောင်လို့ကောင်းတာပဲနော်အော်မောင်ကြီးခုရက်ထဲမောင်ကြီးတို့ခဝါချောင်းဘက်ဆင်းမဆိုဟိုကမုံတွေပေါ်တွေမိစ္ဆာရေတကုံပဲသွားကြမယ်နော်အဲ့ကကမုံမစီကောင်းရတာဆိုညမေညီးဖေကမသွားနဲ့လို့မှားလိုက်တာကိုမင်းနေပြီလားငါဘိုးကလည်းမသွားရဘူးမှားလိုက်တာဟာမြမေကသူ့နှစ်ဖူးကစုနေတဲ့ချွေးဆက်တွေကိုကျောမဆိုလဲတိုင်းလာတွေပစိုးကိုဖြုတ်ခါသူ့မျက်နှာကချွေးများကိုတုပ်ရင်အင်းတော့အဖေတို့ဘိုးတို့ကလည်းဘာလို့ဒီနေရာကိုပင်းမသွားကြလဲမသိဘူးသူတို့ပြောတဲ့ဘလူးကြီးကတစ်ခါမှမတွေ့ဘူးပါဘူးမြမေတော့ဘလူးကြီးကိုမကြောက်ပါဘူးသူသာရန်လုံးမယ်ဆိုရင်မြမေတို့တည်တာကြပြီအဲ့တောင်ကျော်ပဲသွားကြမယ်နော်မောင်ကြီးပုံမှန်ကမြမေကိုကြည့်ပြီးဟက်ခနဲရဲကသူ့လက်ညှိုးနှစ်ချောင်းကိုပစနာကပ်ပြီးအဆွဲလုံးပြက်ကကြောက်ဘူးလားဟင်းမကြောက်ပါဘူးမြမေတော့မိစ္ဆာရေတကုံတောင်ကိုပဲသွားမယ်အဲ့မှာကတစ်ခွာတွေပေါ်တော့မြမေပန်းကျင်တယ်လေမောင်ကြီးတစ်ခုပေးနော်ကဲပါအမေရဲ့သွားမယ်ဆိုလေသွားကြရုံပဲရွာကြရင်တော့ဘသူမှမိစ္ဆာရေတကုံကိုသွားတာတော့မပြောရဘူးနော်အင်းပါမပြောဘူးစိတ်ချမောင်ကြီးကလိမ်မာလိုက်တာပုံမှန်ကမြမေရဲ့ခေါင်းကိုအသာပုတ်လိုက်ပြီးမီဆိုညစ်တော်ဆိုးတယ်ကလေးလေးကြနေရပဲကဲမြမေနင်းကိုလက်ဆောင်ပေးစရာရှိတယ်ဟာဘာလက်ဆောင်လဲသိကျင်မျက်လုံးမိတ်ထားခဏမောင်ကြီးကလည်းဒီတိုင်းပဲပေးမရဘူးလိုချင်မျက်လုံးမိတ်ထားညမေကနှကန်းကလေးစုကမျက်လုံးနှစ်ဖက်ကိုလက်ချောင်းကလေးနှစ်ဖက်နဲ့အုပ်ထားလိုက်လေတယ်ရပြီဖွင့်တော့အေးလှလိုက်တာပလဲပရီးလေမောင်ကြီးဟိုနေ့ကပြောတော့မပါဘူးဆိုနေမထင်မှတ်ပဲဝမ်းသာစေခြင်းလို့ပြီးတော့ဟောဒီဒေါစ်ဘက်တွေပေါ်တဲ့ဂုံနီတောင်ကျောပေါ်မှာနှစ်ယောက်တည်းတွေ့မှာပေးကျင်တာမြမေပလဲပရီးလေးကိုသူ့လေတိုင်းမှာကက်ကြည့်ပြီးမြမေနဲ့လိုက်ရလာရင်မောင်ကြီးလိုက်ပါလုံးမလေးရာခုလောက်ဆိုပင်လေတွေကကမာကောင်လေးတွေငုံနေကြပြီသိလားဟင်ဘာလို့ဟောသူတို့ရင်ဘက်တွေကပလဲတွေကသစိန်ကမင်းကလေးလေတိုင်းမှာလှနေတော့နှမျောကြလို့လေကြံကြံဖန်ဖန်မောင်ကြီးပဲပြောတဲ့ကဲမြမေမိစ္ဆာရေကုန်သွားမယ်ဆိုသွားစို့ဖုံးမှန်နဲ့မြမေကကနစိုးတောင်ကျော်ကိုစမသွားတော့ပဲမိစ္ဆာရေကုန်တောင်ရှိရာမြောက်ဘက်ကိုမြောင်ဆောင်တိုင်းလျှောက်လာခဲ့ကြတယ်မိစ္ဆာရေကုန်ရောက်တော့စင်းမြင့်မတူးရသေးပဲမြမေပူဇာရာကြောင့်တစ်ခွနီ၃လေးခိုင်ခူးပေးရတယ်ဒီတောင်ကျောကနတ်တငယ်သူရောင်ကမုံအလွန်ပေါ်ပါသဖြင့်ဖုံးမှန်ပလိုင်းကိုမြရပင်မှာချိတ်လိုက်ပြီးပါလာတဲ့တယွန်းကလေးနဲ့ကမုံဦးစာတူးတော်တယ်မြမေကမလန့်မကမ်းမှာကိုရံငယ်ကမုံပင်ဟာသူ့တွင်ပါလာတဲ့တယွန်းကလေးဖြစ်တူးလုံနေတယ်ကမုံဦးကအရန်ပေါ်တာကြောင့်ဖုံးမှန်ကမုံဦးများကိုတဲတဲမဲမဲစိတ်ကရောက်နေတာမို့မြမေကိုသတိမထားမိဘူးသတိရလို့လှမ်းကြည့်လိုက်တော့မြမေကိုမတွေ့ရလို့အထံပြုတ်လိုက်တယ်မြမေစီကတုတ်ပြန်ထူတန်ကြားရလေတယ်တော်တဲ့တောင်ထဲဆိုတာကလူနံမြီကိုမခေါ်ကောင်းလို့ဘူးလို့သာအတန်ပြူးကြရတာကတော့တောတွင်းသဘာဝတစ်ခုပင်ဖြစ်တော့တယ်
ဖိုးမှန်ကတန်လာရာကိုကြောက်ကမ်းမပြက်ကနေလှမ်းကြည့်လိုက်တော့ညမေကရေလုံးဝအိမ်မှာတစ်ခွပန်းတွေကိုရေစင်းနေတာလှမ်းတွေ့ရတယ်။အော်မင်းကလေးဆိုတာပန်းကိုချစ်တဲ့ကြတာလား။ညမေမှာကတောထဲမှာပဲနေရသူကလေးမှုပွဲလင်းတပင်ဆိုတာမရှိ။လာပြင်းနေတိုင်းဘိုးတို့ကဖះမှာတွေ့ရလုံးပန်းစီမီတစ်တီးစွမ်းကက်လူပွဲလေးရှိတာလေ။ဝေးလုံးမလေးပြီးရင်ဒီကိုပြတ်တက်လာခဲ့။ဘူးကနေညမေကတုတ်ပြန်တယ်ပြုတ်လာတာကြောင့်ဖိုးမှန်တူးလက်ဆကမုံဦးကိုဆက်တူးနေလိုက်တယ်။အချိန်ကဘလောက်ကြာသွားတယ်မသိ။ဖိုးမှန်အတန်တန်ကြားလိုက်ရတယ်။မင်းကလေးတယောက်ရဲ့ထိတ်လန့်အော်တန်ဟင်မြမေလုံးမလေးဖိုးမှန်အတိဝင်ကအတန်လာရာမိစ္ဆာရေကုန်အိုင်ရှိရာကိုပြစ်စင်းလာတယ်ဖိုးမှန်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩမှင်တက်သွားတယ်အလွန်ထွားကြိုင်းတဲ့ဝုံဝုံကောင်ကြီးဝုံဝုံကြီးကမြမေရှိမှဆောင်းကြောင်ထိုင်လို့မြမေဖိုးမှန်ကြောမလွယ်ထားတဲ့ငှက်ကြီးတောင်ဓာတ်ကိုဆွဲထုတ်ခါဝုံဝုံကြီးရှိရာကိုတဟုန်တို့ပြေးသွားလိုက်တယ်ဝုံဝုံကြီးကခြေတံကြားလို့နောက်လှည့်ကြည့်လာတယ်ဟာဘလူးဖိုးမှန်အလွန်အံ့ဩသွားတယ်ညမေရဲ့ဘေးမှာစောင်းကြောင်ထိုင်းနေတာကသူထင်တယ်လို့ဝမ်းအောင်မဟုတ်အလွန်အယုတ်ဆိုတဲ့မျက်နှာကြီးနဲ့လူကြီးပါဇက်မှာအဆွဲတွေကဖွေးပြီးချုံထက်နေတယ်ခါမအသေးချက်ကိုပတ်ထားပြီးတကူလုံးကအမွှေးမြင်တွေကထူလက်ပြင်းနေဒါဝမ်းအောင်မဟုတ်တယ်လို့လူလည်းမဟုတ်ဘိုးတို့ပြောတဲ့မိစ္ဆာဘလူးအောင်ကြီးဖိုးမှန်သားကိုဝင်းမြောက်လိုက်တယ်လူလေးဒေါသမထွက်ပါနဲ့ဘိုးကမင်းတို့ရန်သူမဟုတ်ပါဘူးမိစ္ဆာဘလူးကြီးကလူစကားကိုပြပြတတ်ကိုပြောနေတာကြောင့်ဖိုးမှန်ပူအံ့ဩနေတယ်ဓာတ်ကိုမြောက်လျက်တွေးနေမိတယ်ဘလူးကြီးကနေရာကအတာထကကြောက်တုံးတုံးပေါ်ထိုင်လိုက်ရာဘလူးကြီးရဲ့လေပင်မှာရွေးကုန်းတီလောက်ရှိတဲ့ပြောင်းလဲချုံးနေနေတဲ့ပရိစိတ်ကြီးကိုတွေးလိုက်ရတယ်ပရိစိတ်နဲ့ဒီဘလူးကြီးဟာထင်တယ်လို့စိုးရုပ်တဲ့သရဝမဟုတ်တာဖိုးမှန်အသိဝင်လာပြီးဓာတ်ကိုဒိန်နဲ့ပြန်သွင်းကညမေကိုပြေးပွေးလိုက်လေတယ်ညမေရဲ့နှာခေါင်းမှာတိရွက်ရှူအုပ်ပေးထားတာကိုတွေ့ရတယ်လူလေးရဲ့အဖော်မိန်ကလေးကရီဟိုင်ထဲကတွင်အောင်မြို့ကြီးကိုမြင်ပြီးသတိလေးမေမျောသွားတာရင်းနေလို့ဘိုးကလာခဲ့တာပါဘလူးကြီးကပြောတာဟုတ်လောက်တယ်ဖိုးမဲ့ရီဟိုင်ထဲလှမ်းကြည့်လိုက်တော့လက်ကောက်ဝိုးလောက်ရှိတဲ့မြို့ကြီးတန်လန်းနဲ့ကူးနေတာတွေ့လိုက်ရတယ်ညမေသတိရပြီလားဟင်ဟိုးညမေကသတိရချင်းဘလူးကြီးကိုကြည့်ပြီးလက်ညှိုးထိုးတာတဟိုနဲ့အထစ်ထငုံဖြစ်လို့နေတယ်လုံမလေးကိုတူခဲလိုက်တာအိုးညမေမျောကြီးတွေ့ပြီးမေးသွားတာသူကဲတယ်ဟုတ်လားဟုတ်တယ်မကြီးဘိုးကမင်းတို့ရန်သူမဟုတ်ဘူးဘိုးရဲ့အကုသို့ကြောင့်အခုလိုအယုတ်ဆိုးအကြီးတန်းနဲ့လူဘလူးကြီးဖြစ်နေရတာပါဘိုးငါမြေးတို့နှစ်ပေါင်းများစွာချခဲ့ပါတယ်အခုသစ်စိတ်မှာမြင်းမလေးတို့ပြန်တွေ့ရတယ်ဘဝတွေကဘယ်နည်းနဲ့မှပေါင်းဆက်လို့မရနိုင်လို့ဘိုးမြေးတို့အဝေးကနေပဲလိုက်ဆောင်ရှောက်နေရတာပါဗျာဟုတ်တယ်ဘိုးလုံခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ပြောပြပါမယ်ဘလူးကြီးကအတန်များဆုနှစ်ခါမျက်လုံးများကအမြိတ်များကြားလို့နေတယ်တည်တည်ရှာနားထောင်ကြပါကွယ်ဘလူးကြီးကဟိုးတိတ်ဘွားကသူနဲ့မြေဖို့တောဆက်ကြပုံသူခုလိုဘွားစုရောက်ခဲ့ရပုံများကိုအသေးစိတ်ပြောကရှင်းပြလေတော့တယ်အရှိရိုးမတခွင်မှာမိုးဆိုးကြီးဘိုးတော်ပုံဆိုလျင်ရိုးမတော်ကြီးတွေမကမြေပြန့်ဒေသပါတီးကြတဲ့မိုးဆိုးကြော်ကြီးဖြစ်လေတယ်မိုးဆိုးကြီးဘိုးတော်ပုံကကင်းရွာဘက်ကမိမဆုံးပါသွားပြီးနောက်သမီးသမက်တို့နှင့်အတူအရှိရိုးမတော်ကြီးထဲမှာပဲတင်းရီအခိုင်မှာစောက်ပြီးနေကြတယ်ဒလတခါအမဲသားကြောင့်တရေစရာတွေကိုမြေပြန့်ကိုဆင်ပြီးစံစီရိတ်ခါနဲ့လဲတွေရှိတယ်ကန်ဆိုးမသွားရမိုးလိုက်လို့ရွာဆိုလို့သမီးဖြစ်သူနဲ့တမတ်မှာအဖျားယောဂါကြောက်ကြီးယောဂါနဲ့တေဆုံသွားကြပြန်တယ်။အရွယ်မရောက်သေးတဲ့လူမမဲမြေးလေးနှစ်ယောက်ကြမ်းခဲ့ကြတယ်။မြေးကြီးလေးကအမောင်ပန်းလှမြေးငယ်မကပန်းကြီးဆိုတဲ့မြေးလေးတို့ဖြစ်ကြလေတယ်။ဝေးမြေးကြီးပန်းလှကြီးရဖို့ကျုပ်ဒီမှာညီမလေးကိုတန်းလွှဲပေးနေတယ်ဗျ။အေးအဖိုးမဲလိုက်သွားမယ်ဝေး။နင်တို့တဲနာမှာပဲနေကြနော်။ဘိုးနေမညုံမီပြန်လာခဲ့မယ်။ဟုတ်ကဲ့ဘိုးဘိုးထောက်ပုံမဖြစ်တာလို့သာတောလိုက်ထွက်ရတာ9နှစ်6နှစ်အရွယ်မြင်းနှစ်ကောင်ကိုစိတ်မချနိုင်ဘူးပန်းလာကြီးငါမြေးတို့စားရင်ကြက်ခိုးစင်ပေါ်မှာထမင်းနေရင်ရှိတယ်စားကြနော်ဘသူလာပြီးခေါ်မလိုက်ဘူးပြောနော်ဟုတ်ကဲ့ပါအဘိုးရအေးကွယ်တောတွေကကြားရင်တန်ကြားရင်လေတဲတဲဝင်းနေတော့စင်ကြီးတွေတွေ့ရင်လေအဘိုးတူးထားတဲ့မြေချင်းတဲစင်းဝင်ပုံကြပြောတာဒီဘက်ကတောရိုင်းကောင်တွေလားလေးမရှိပါဘူးကဲသွားမယ်ကွယ်
ဘိုးထောက်ပုံကမြင်းနှစ်ယောက်ကိုတလဲစီနမ်းရှုံကလေးကိုထမ်းမြှောက်ပလိုက်ကိုလွယ်ကနေရာကနေထထွက်သွားလေတယ်။အရှိယုံမတော်ကြီးရဲ့အတွင်းကြားတဲ့တုံးတဲ့နေရာဆိုပေမဲ့မိုးဆိုးကြီးဘိုးထောက်ပုံနေတဲ့နေရာတစ်ဝိုက်ကိုဘယ်သားရဲတွေမှမလာဝန်းကြဘူး။မြေရဲ့နှစ်ဆိုတဲ့အတိုင်းဘိုးထောက်ပုံဟာဒီတန်ရောစင်နှောင်ကျုံနှချောင်းကြောင့်တနေ့မှစိမ့်ဖြောက်ကြဘူး။အောင်ပန်းလာကလေးကို9နှစ်သားအရွယ်ရောက်လာပြီးမှဗုဒ္ဓဘာသာထုံတန်းအရာရှင်ပြူပေးခြင်းတယ်။ဒီမြေနှစ်ယောက်ကိုလူသူမရှိတဲ့ဒီတော်တီတောင်မှာသူတို့ဘောကအဆုံးမသက်စေခြင်းဘူး။ဒါကြောင့်ဘိုးထောက်ပုံတောလိုက်တဲ့အလုပ်ကိုစူးစမ်းလုပ်ရင်ငွေစာကလေးများစုလို့ကင်းရွာဘက်မှာပြန်စင်းနေဖို့စိတ်ကူးထားတယ်။အဘိုးမြေတို့လူတွေရှိတဲ့နေရာကိုပြောင်းကြမယ်ဆိုတော့ဒီတစ်ပင်ကြီးတွေကိုဘသူကပိုင်းကြမလဲရင်အဘိုးမြေမလေးရဲ့တီတီတာတာစကားကြောင့်ဘိုးထောက်ပုံခွတ်ထိုးခွက်လန်ရေမောလိုက်ပြီးငါမြေကလေးကတဲစကားတက်တာကိုဒီတော့တွေကတစ်ပင်တွေကဘိုးတို့လည်းမပိုင်ဘူးဘယ်သူမှလည်းမပိုင်ဘူးဟောဟိုတစ်ပင်ကနက်စင်မာနေတဲ့တောင်ပိုင်ရှင်နှက်ကပိုင်တာမြေရဲ့အဘိုးကျုပ်တို့ရွာပြန်ရောက်ရင်ကျုပ်တို့ကိုရင်ဝတ်ပေးမဲ့ဆိုတာဘလို့လဲအဘိုးရမြေကြီးအဘိုးဘလို့ပြောရပါမလဲဟိုတခါဘိုးမြေတို့ကြိုက်ထီးကိုဖျားကိုတော်တော့ကအညိုရောင်ဝိယုံကြီးနဲ့သူတော်စင်ကြီးတွေ့တယ်မဟုတ်လားဟုတ်ကဲ့တွေ့ခဲ့တယ်အဘိုးအေးအဲ့တလို့ဝိဝတ်တာကိုပြောတာအဘိုးကလေအခုကိုအဲ့ဒီဝေကြီးတွေပေးဝတ်တာလှလဲမလားပဲနေစကားတက်လုံတဲ့မြေးတွေရဲ့စကားကြောင့်မိုးဆိုးကြီးဘိုးထောက်ပုံမှာပြန်ရှင်းမပြောင်းတတ်တော့ပဲသူ့ရဲ့မျက်ပေါက်တွေပိတ်အောင်ရေတာမှာပါဇက်ကကိုဖက်မြပင်ပြုတ်ကျလာတယ်တောင်ပိုင်ရှင်နမင်းကြီးလက်ဖက်ကုံအမဲတုံးနဲ့နေ့စဉ်ဝင်မပြတ်ပတာပါတယ်ကျုပ်ကိုအမဲလေးတစ်ကောင်လောက်ရအောင်ဆောင်းမပါကျုံမြေးတွေကိုလည်းကျုံမချီခိုက်ဘေးမတိရမခအောင်အရှင်နမင်းကြီးစောင့်ရှောက်ပါဘိုးထောက်ပုံကတဲရင်ရှိမလန့်မကန်ကငင်ပင်ကြီးပင်စီမှာနှကုံးကလေးပြုတ်လုထားပြီးအဲ့ဒီနှကုံးကလေးမှာအမဲကွန်းလက်ဖက်စသည်တို့နဲ့နေတိုင်းတင်မြှောက်နေကြဖြစ်တယ်အခုလည်းအမဲပြစ်မထွက်ခင်တောင်ပိုင်ရှင်တက်ကိုပူဇော်ပသနေတာလာမယ့်မိုးရသည်ဝင်ဒီတော်ကြီးတွေကအပြီးပိုင်ထွက်ခွာပြီးလူသူနေတဲ့အရက်မှာပြောင်းရွှေ့နေထိုင်တော့မှဖြစ်လို့အမဲလိုက်ရှင်ကိုတနေ့မှမနာပဲစူးစမ်းနေခြင်းဖြစ်တယ်ဒီနေ့ဖို့မိုးဆိုးကြီးစိတ်တွေလေးနေတယ်ညီမလေးကလည်းအဖိုးဒီနေ့တော့တောလိုက်မထွက်ပါနဲ့ညီတို့မနေခဲ့ချင်ဘူးလို့မပြောစဘူးပြောနေတယ်ညီမလေးကိုလျှော့အားထားခဲ့ရတာမိုးဆိုးကြီးဘိုးထောက်ပုံစမ်းကြောင်းမှာရေတောက်ဆင်းလာတဲ့ခြေကောင်ကိုပြစ်ခတ်လိုက်တာမှာခြေရဲ့ကြက်ကောင်ကိုထိမှန်ပြီးဘေးတိုက်ပြလဲသွားတယ်မိုးဆိုးကြီးရေရှိရာပြေးသွားကရေသေးကောင်ကိုဆွဲလိုက်တဲ့အချိန်မှာခြေကအသက်ဝင်ပြီးမိုးဆိုးကြီးကိုခေါင်းနဲ့လှည့်ပြီးဝှေ့လိုက်တာကြောင့်မိုးဆိုးကြီးနောက်ပြန်လဲကျသွားလေတယ်ခြေကောင်ကပြန်ပြီးငြိမ်သက်သွားတယ်အဖြစ်စဖူးအဖြစ်ကြောင့်မိုးဆိုးကြီးစိတ်စနှောင်းစနှင်းဖြစ်နေတယ်စိတ်ကပြန်ကျင်စိတ်သာကြီးစိုးနေတာကြောင့်ခြေသေးကိုထမ်းကအတော့ပြန်လာခဲ့လေတယ်ဝေးပန်းလာကြီးမြေးလေးတို့ဝေးပန်းကြီးမိုးဆိုးကြီးဘိုးထောက်ပုံတဲအင်္ဂလိပ်ရှိရာတောင်ကုန်းကလေးကိုအပြစ်တက်ရင်မြင်းများကိုတကြကြခေါ်ပြီးမဲ့တဲအင်္ဂလိပ်တွေဘာလှုပ်ရှားပုံမှမပြအရင်ကဆိုတောင်ကုန်းကလေးအခြေကိုရောက်တာနဲ့မြင်းနှစ်ယောက်အပြေးလာကြုံနေကြပါမိုးဆိုးကြီးတဲရှိမှာခြေဟောင်းကိုပြစ်ချလိုက်ပြီးတဲထဲပြေးဝင်ကမြေးတို့အိမ်ထဲတွင်ဘယ်သူမှမရှိကြမိုးဆိုးကြီးမှယူမီဝိုင်းတဲ့ပမာတဲရဲ့အပြင်ပြေးထွက်ပြီးလွယ်တန်းပကတ်ကလေးစီကိုကြည့်ရမရှိတောင်ချီတဝိုက်ပြေးရှာတယ်အချိတ်ပင်မမြင်ရဘူးချိုဆက်ကိုရောက်မှတော့မြင်လိုက်ရတဲ့မြင်ကွင်းကမိုးဆိုးကြီးရင်ကိုကြောက်တုံးကြီးကြီးနဲ့အချင်းပြင်းပြင်းပြေးဆောင်တာခံလိုက်ရတယ်လို့မြင်းနှစ်ယောက်ရဲ့ယုံလုံးများဟိုရစဒီစားဖြစ်ခါမချူမလမြင်ရစရာမရှိအောင်တွေးကြရလေတယ်။အိုးမြေတို့ရဲ့အဖြစ်ဆိုးလာရှိတာမြေငါမြေးလေးတွေကြားဆွဲခံရပြီအပိုးမြေးလေးရှင်အောင်မပြူရတော့ပါလားပန်းကြီးမိတဆိုးမလေးရဲ့အဘိုးရင်တွေကျိုးပါပြီမြေတို့ရဲ့အဘိုးကြီးဘိုးထောက်ပုံမှာအယူကြီးတယောက်ပမာတောင်ကုန်းပေါ်ပြတ်တက်ပြေးလာပြီးသူ့တဲရှိနက်စင်ကိုဆွဲချကရှင်နဲ့ကန်ကငိုကြွေးပြီးဟေးနဲအယုတ်တမကောင်နင်းကနေတိုင်းဝင်းပြက်ကျွမ်းမွေးခဲ့တယ်နင်းကိုယုံပြီးငါမြေးတွေကိုနစ်စီအပ်ခဲ့တာနဲယုတ်မကောင်နင်မဆောင်ချောက်လို့ငါမြေးတွေအသေးဆုံးနဲ့တေးရပြီကွာငါမြေးတွေတေးတယ်လို့နင်လဲတေးပါစီနိုးဆိုးကြီးကပါစက်ထဲတွေ့ကြရအယုတ်တအနတ္တတွေပြောဆိုဆဲလီတော်တယ်မြေးတွေအလောင်းစီကိုပြေးသွားလိုက်နက်စင်ကိုပြလာလိုက်နဲ့ဆဲဆိုလို့ရှိနေချိန်တောလျှောက်တံများကကြောက်ခမန်းလီလီကြားလာရတယ်တစ်ပင်များကျိုးပဲ့လဲပြိုတန်တောင်ပြိုတန်လေတိုက်တန်တွေကြားပေမဲ့တော့ကပကတိငိမ်သက်လုံနေတယ်ထိုစဉ်မိုးဆိုးကြီးရှိဖြူရိပ်တစ်ခုကမိကုန်းငွေလူပေါ်လာတယ်နောက်ကြည်လင်ပြတ်သားစွာမြင်လိုက်ရတယ်တောင်ပိုင်ရှင်ရုပ်စိုးနဲ့ကြီးဖြစ်လေတယ်
ဟဲ့မုတ်ဆိုးကြီးငါထော်ပုံနင်မရိုင်းလေစွာငါကနေမြေတွေကိုစွမ်းတလောက်ဆောင်းချောက်ခဲ့ပြီတယ်တင်ကလေးတွေရဲ့အတိတ်ကံကငါကယ်မရအောင်ဖြစ်ရတာငါ့ကိုရိုင်းပြပြနင်စော်ကားလိမ့်ပြီနင်ဝစီအတိုင်းချက်ချင်းနင်ဘလူးကြီးဖြစ်ပြီးအနှင်900တိုင်ကြောက်စရာရုပ်စင်းနဲ့ဒီတော့တီတောင်မှတီးပါစေထို့သို့ပြောကရုပ်စုံးတဲ့ကြီးမှာနေရာကပျောက်ကွယ်သွားလေတယ်မုတ်ဆိုးကြီးမှာပူတယ်လောင်တယ်ဟဲ့ော်ပြီးမြေမာလူးလိမ့်နေလေတယ်ခနာချင်းမုတ်ဆိုးကြီးရဲ့ကိုမှအမွှေးမြင်တွေထွက်လာပြီးပါဇက်မှလည်းအဆွေတွေထွက်လာခဲ့တယ်အဲ့ဒီအချိန်ကစပြီးဘိုးဘိုးဟာလူဘလူးကြီးဘွားနဲ့ဒီတော့တီတောင်မှကျင်လည်ခဲ့ရတယ်ဘိုးဘိုးနဲ့ပထန်းဆက်ကြီးတဲ့မြုံမွန်နာကဂုရုဆရာသခင်တစ်ပါးကြွလာပြီးအထောပုံနင်မမိုက်နဲ့တော့ဒေါသစရိုက်ကိုလည်းဖြတ်တော့ငါပေးခဲ့တဲ့ကျင့်စဉ်ကိုကျင့်ပြီးမြုံမွန်နာကိုနင်လာခဲ့အခုတော့နင်သိတဲ့ကျင့်စာအတိုင်းဒီတော့တီတောင်မှအနှစ်900နေရပေးလိုက်မယ်ဒီကာလမှာနင်ဟာအထက်ဝိဇ္ဇာအကျင့်စရဏကိုဟိုးတောင်တန်းကြားကနေရေတကုံကူမှနေပြီးကျင့်အနှစ်900အတွင်းပထိုးခုစီတွေကိုစောင့်ချောက်ပါလို့မှာပြီးမြုံမွန်နာဆရာသခင်ပြန်သွားခဲ့တယ်ဘလူးကြီးရဲ့စကားကိုပုံမှန်နဲ့မြမေစိတ်မချမ်းသာစွာနားထောင်နေကြတယ်ဘိုးဘိုးဟာရုတ်ခန္ဓာကျမ်းပေမဲ့အထက်စကန်အကျင့်ကိုသာကျင့်ခဲ့တာဝိဇ္ဇာအလင်းကိုရခဲ့တာနှစ်ပေါင်း400ကျော်ပါပြီဘိုးဘိုးရဲ့မြေတွေဘယ်ဘွားကိုရောက်နေကြသလဲဘိုးဘိုးချပေမဲ့မတွေ့ခဲ့ဘူးအခုသစ်စိတ်ရွာတီမှဘိုးဘိုးရဲ့မြေတွေကိုပြန်တွေ့ရတာပါပန်းလှနဲ့ပန်းကြီးဟာမြေတော်နှစ်ယောက်ပြီပဲဒါကြောင့်ဘိုးဘိုးမြေတို့အတွက်အရေးလိုစောင့်ရှောက်နေရတာပါဘလူးကြီးစကားဆုံးတဲ့အခါရှေးဘွားအများစွာကတန်ရုံးစင်ကြောင့်ဘလူးကြီးကိုသွေးသားရင်းလိုချစ်စိတ်ဖြစ်လာကြလေတယ်ချစ်ရလေဘိုးဘိုးရဲ့မြမေကမျက်ရည်တုံရင်ပြောလေတယ်ဖုံးမှန်လည်းမျက်ရည်များဝဲလို့ဘိုးဘိုးရဲ့အာကုသိုလ်ဝေကျွေးတွေလည်းအကုန်ပေးဆက်ပြီးပြီမို့လာမယ့်လာပြည့်နေ့မှာဘိုးဘိုးဒီရုပ်ခန္ဓာကိုစွန့်ပြီးနှိမ့်မော်တာကိုသွားရတော့မယ်ဘိုးဘိုးဒီကမထွက်ခင်မသွားခင်မှာမြေတို့ကိုနောက်ဆုံးမြင်သွားခြင်းတယ်လာမယ့်လာပြည့်နေ့ညမှာဒီရေတကုံကိုလာခဲ့ကြပါဘိုးဘိုးရဲ့ရုပ်ကလပ်ကိုမြေတို့ရှေ့မှာထားရစ်ခဲ့ခြင်းတယ်ဟုတ်ကဲ့ဘိုးဘိုးကျုပ်တို့လာခဲ့ပါမယ်လာဆန်း14ရဲ့အဖိနေသစ်စိန်ရွာတွေအလုံးအုပ်အုပ်ကျကျဖြစ်ဗိုလ်တုကုစီရီရှိရာဗိုလ်တုကုတောင်ကိုလူကြီးလူငယ်ယောက်ျားမိန်းမကလေးများအားလုံးရွာလုံးကျို့ဥတူသွားနေကြတယ်အကြောင်းကလာပြည့်လာွယ်ဖိနေတိုင်းဗိုလ်တုကုစီရီတော်မှာတန်ရှင်းလှုပ်ရှင်ဖျားရည်သက်ပဲခြင်းပန်းစီမီတို့ပူဇော်ခြင်းတတိများနဲ့စွန်းတော်ကြီးတင်ခြင်းကိုရွာထလေးထုံးစံတိုင်းပြုလုပ်ကြခြင်းဖြစ်လေတယ်အဲ့လိုနေမျိုးမှသာကာလသမီးများဝေကောင်းဆလာဝစ်စင်ကသူ့ထက်ငါပြိုင်ဆိုင်ဆင်ရင်ချိုးထုတ်ခွင့်ရလေတယ်။သစ်စိတ်ရွာတရွာလုံးကဘာသာတရားကိုင်းဆိုင်ကြသူများမှုဖျားเจ้าကတ်မှာကုသိုလ်လုံးလုပ်ကြတဲ့ဒလေးဟာချစ်ခင်လေးစားပွဲဖြစ်လေတယ်။ကာလသားကလေးများကဇီရောရင်ပြင်းအားရေစေးခြင်းတပြက်စီးလဲခြင်းဆောင်ရွက်ကြပြီးကာလသမီးလေးများကတောပန်းတောင်ပန်းများဖြစ်ဇီရောအားကတ်လူကြတယ်။မြမီတစ်ခွနေလှလိုက်တာဟဲ့ဘဲကကူးလာလေကြည်တန်းကောင်မတစ်ခွတွေဝေလို့မနေ့ကကနစိုးမြောင်ကရှာပပကူးလာခဲ့တာဝိစိန်မရဲ့ကျုံမှာပန်းတွေမနှွမ်းအောင်မနေ့ရေစိန်ထားရတာဖះကပ်ဖို့ကြီးအမလီမြမေဖះကပ်ဖို့တတ်တော့မဟုတ်နိုင်တော့ဘူးတော့ဝိစိန်မရဲ့ဖះကပ်ဖို့ကအဓိကပါကျုပ်ပံဖို့ကတာမညပါမြမေတို့အပြိုတတိုင်းဘူဒုခုစီရီကိုရောက်တဲ့အခါဖုံးမှန်တို့ဖိုးလုံးတို့လူပြိုကားလာသားများကဇီရောရင်ပြင်းမှာတန်ရှင်းလုပ်ပြီးနားနေကြလိမ့်ပြီဆေးဆရာကြီးဦးသိန်ခါတကြီးဦးကြောက်လုံးကပ်ပြရကြီးဦးမာကားတို့ကဂိုတိုးကိုပြင်ဘက်ကယမနီပင်ကြီးအောက်တွင်အသင်းပြုတ်လုပ်ထားတဲ့တန်ခါစင်ကြီးပေါ်မှာကွန်စီလက်ဖက်ရင်ွေးချမ်းဝိုင်းဖြစ်တရားဓမ္မအကြောင်းများဆွေးနွေးနေကြတယ်။ကဲဟေရွာသူရွာသားတွေအားလုံးစုံကြပြီလား။ဟုတ်ကဲ့တကြီးအားလုံးစုံပါပြီဗျ။ကဲအားလုံးဂူထဲဝင်ကြဟေဇေယျတော်ကိုပန်းစီမီနဲ့တတိဆုံးတော်ကြီးတင်ကြရအောင်။တကြီးဦးကြောက်လုံးနဲ့ရဲရွာလူကြီးများရွာသူရွာသားများအားလုံးဘိုလ်တို့ကိုအတွင်းဝင်ကနေဟာယူထိုင်လိုက်ကြလေတယ်။ဆေးဆရာကြီးဦးသိန်ခါကဥဆောင်ပြီးငါးပါးတီလာခံယူကပါလာသောတတိများနဲ့ဇေယျတော်အားဆုံးတော်ကြီးကတ်လှူကြတယ်။ရွာသူရွာသားတွေအားလုံးဇေယျတော်ပက်ပက်လေထိုင်ကဖះအားအာယုံပြူကြကြီးညိုကြလေတယ်။ဘိုလ်တို့ကဇေယျတော်ဟာတောနယ်ကြီးထဲတွင်ထူးဆန်းစွာတည်ရှိနေတဲ့ဇေယျတော်ဖြစ်ပြီးအခြားဇေယျများလို့မဟုတ်ပဲကြောက်ကူတွင်မှတည်ရှိနေသော9000ပြည့်ဇေယျတော်ဖြစ်လေတယ်။ဗိုလ်တို့ကဟာတဆင့်ရွာနဲ့ဂုံနီတောင်ကြားမှတည်ရှိပြီးဂုံမြေတောင်ကုန်းပေါ်တွင်ထီထီကြီးတည်ရှိနေတဲ့ကြောက်သားတောင်မှာတဘာဝအလျောက်ကြောက်ကူကြီးဖြစ်ပေါ်နေပြီးကြောက်ကူအဝါကလူနှစ်ယောက်ရှင်၍ဝင်သားယုံဖြစ်တော်လေအတွင်ပိုင်း၌အတော်ကျဲဝန်းလေတယ်။ဂူရဲကိုစောက်ဝင်ဝင်ချင်းခမ်းမကြီးတစ်ပွဲဖြစ်ပေါ်နေတဲ့တိုင်ကူအတွင်ပိုင်းက
ပေတရာပက်လက်ခဲကြံဝင်ပြီးပင်90ခန့်အမြင့်ရှိကထိုလှိုင်ကူကြီးရဲ့အလဲဘိုးရှက်မှ9000ပြည့်မြေပေါက်စီတော်ကလေးကိုတီထားပြီးလှိုင်ကူကြီးရဲ့မြောက်ဘက်နေရာမှာ9ပြည့်10ပြည့်ကျပြီးရှုံးမို့ပြန်ပြူးနေတဲ့ကြောက်သားပြစ်ပေါ်မှာငုံဘာသာလူလူပြူဘာသာလူလူခွဲခြားမရတဲ့ကြောက်စာများရေးထားတာကိုတွေးကြမှာဖြစ်လေတယ်ဒီစီတော်ရဲ့တမိုင်းအစအနကိုဘယ်သူမှမသိကြပေမဲ့ဘာသာတရားကိုကိုင်းချိုင်းကြတဲ့သစ္စာရွာသူရွာသားများကတော့ဓာပြည့်လာွယ်ဖိနေတိုင်းအစင်လာအနေနဲ့စွမ်းတော်ကြီးတင်လူချင်းကိုပြုလုပ်ခဲ့ကြခြင်းဖြစ်တယ်။အဖေသမီးတို့ပြန်တော့မယ်နော်။မနဲ့ဥပုပ်စွန်အတွက်ချက်ဖို့ပြုတ်ဖို့ပြင်ဆင်ရအောင်မေ။အေးလုံးမလေးအဖေလည်းပြန်မကွယ်။တို့ဆရာကြီးခမရရောမပြန်သေးဘူးလား။ပြန်နှစ်ပါဗျာတကြီး။ကျုပ်ကတော့ခဏနေနှစ်ပြီးပတိလေးစိတ်အောင်မေ။အဖိုးကျုပ်လည်းပြန်လိုက်အောင်မေ။စေထောင်းလက်စလေးတွေပြန်ထောင်းလိုက်အောင်မေနော်။အေးမြေကြီးမောင်နဲ့သူ့ရောင်ကမုံပေတွေလည်းရေလောင်းထောင်းအောင်ကွ။ဟုတ်ကဲ့ဘူး။ဆင်းဆရာကြီးဘိုးတိန်ခါကစေးရန်အားနှစ်ချိုက်သုံးချိုက်ဖွာလိုက်ရင်မြစ်ဖြစ်သူမောင်ဖုံးမှန်ရဲ့ကြောပြင်ကိုကြည့်ကတမအူလေးတွဲစွာချလိုက်လေတော့တယ်။မောင်ဖုံးမှန်ပင်19နှစ်သားအရွယ်ရောက်ခဲ့လေပြီ။ဟောဒီသစ်စိန်ရွာကိုစားရောက်ခါစားကမောင်ဖုံးမှန်ရဲ့အသက်က9နှစ်။ဘာလုံနဲ့သစ်စိန်ရွာစတီတာ14နှစ်တောင်ရှိခဲ့လေပြီ။ဘိုးတိန်ခါရဲ့စိတ်အစဉ်ကဟိုးတိတ်သူလွင်မျိုးရင်းရောက်ရှိသွားတော့တယ်။တချိန်ကအင်းဝရွှေမြို့တော်ကြီးမှာဘိုးတိန်ခါဟာတမိုင်းမှာထက်ထက်မြက်မြက်ရှိလာတဲ့မိဖုရားကြီးတစ်ပါးနဲ့ဆွေရိပ်မျိုးရိပ်မကင်းတဲ့အနွယ်တော်တွေကဖြစ်လေတယ်။ကံမကောင်းချကြတဲ့သားနဲ့ရွှေမဟာချစ်စင်နောက်စင်ကွယ်လွန်သွားကြလို့လူမမဲမြေးလေးမောင်ဖုံးမှန်ခမမျက်စိတငယ်နားတငယ်ကြံခဲ့ရချတယ်။အင်းဝရွှေမြို့တော်ကြီးမှာမနေသင်းတော့တဲ့အကြောင်းများကြောင့်ဘိုးတိန်ခါဟာညီကလေးကိုလက်ကဆွဲပြီးအောက်ကြီးရဲ့ရမညဒေသမှာရှိတဲ့ဂုံဝနီတောင်မှာသတင်းသုံးနေတဲ့ငယ်ကအကြောင်းဒီဘက်တငယ်ချင်းဖုံးတော်ကြီးဥရမသာရထံခိုးလုံရောက်ရှိလာခြင်းဖြစ်လေတယ်။ဖုံးတော်ကြီးဥရမသာရဆိုတာကအင်းဝရွှေမြို့တော်ကြီးမှာကျန်းတဲ့အကျော်ရဟန်းတော်တစ်ပါးဖြစ်ပြီးလူသူရှုပ်ထွေးခြင်းကိုညှင်းဝေးလာတာကြောင့်တပါးရဲဧကစာထွက်ခါရှေယုံမတော်ကြီးတွင်ဂုံနီတောင်မှာတောရဆောက်တီကသတင်းသုံးတော်မူသောဆရာတော်ဖြစ်လေတယ်။ဘိုးသိန်ခါတို့မြေဖို့ဂုံနီတောင်ကိုရောက်ခါစားအရှိယုံမတောင်ကျိုးကြီးပေါ်မှာသစ်စိန်ရွာဆိုတာမရှိသေးဘူး။တောင်ရလုံးကြတဲ့တင်များဟိုတောင်ကျိုးပေါ်တစုဒီတောင်ကျိုးပေါ်တစုအစဉ်ပြေသူတို့လောက်ကင်စားတောက်နေကြခြင်းဖြစ်လေတယ်။တခုသောဥပုံနေ့မှာဖုံးတော်ကြီးဥရမသာယာရဲ့တောရကြောင်ကိုဥပုပ်ဆောင်လာတဲ့တောင်ရတဲကဦးကြောက်လုံးနဲ့ဖိုးတိန်ခါတို့စကားသမီးပြောရင်ရင်းနှီးသွားကြမှာဖိုးတိန်ခါစေသမားတော်ကြီးတူဆိုတာတီးကြရတာကြောင့်အလိုလေးဝမ်းသာလိုက်တာဗျာဆရာကြီးကဆေးဆရာဆိုတော့ကျုပ်တို့အတွက်အားထားရပါပဲကျုပ်တို့တောင်ရတဲတွေစီမနှက်ဖြန့်ခါကြွခဲ့ပါငဖျားယောဂတဲနေသူကုသပေးပါဆရာကြီးရေကောင်းပါပြီမိတ်ဆွေကြီးကျုပ်တက်ဆွမ်းတဲ့စေးပညာနဲ့ကုသပေးပါမယ်ဇီဝဒဒါနာမြောက်တာပေါ့ဗျာဆေးဆရာကြီးဘိုးတိန်ခါနဲ့တောင်ရတဲများကတစားတစားပုံမူရင်းနှီးလာခဲ့ကြတယ်ဘိုးတိန်ခါရဲ့ဆေးစွမ်းထက်မှုကြောင့်ရုံမတော်တော်ကရွာသိမ်ရွာငယ်ကလေးများအထိဘိုးတိန်ခါရဲ့စေးပညာစွမ်းကဂုံတရင်ပြန့်နှံ့လာတယ်အလုံရိုးသားကြတဲ့တောတွင်းတွေတောင်ရလုံသားများမှာဆေးဆရာကြီးဘိုးတိန်ခါကိုဖျားတက်စုဟူတလုံးပတ်မှာတက်ဝင်ယုံကြည်လေးစားအားထားကြလေတယ်ဘိုးတိန်ခါကလည်းအသက်ပြာကိုရှေ့ထဲမတင်ဖြူစင်သောစေတနာဖြစ်သာကုသပေးခဲ့လေတယ်ဒေသခံတောင်ရလုံသားများကဘိုးတိန်ခါအားစံပြောင်းစံပဲအသားကြောင့်တီတီတေဦးတောင်ရထွက်သီးနှံများကိုအိမ်ရောက်ပို့ဆောင်ဂါရဝပြူးကြတာကြောင့်ဘိုးတိန်ခါတို့မြေဖို့မှာစားမကုန်အောင်ဖြစ်ကြရလေတယ်ဆရာတော်တပည့်တော်တခုလျှောက်ထားလို့ပါတယ်ဂုံနီတောင်တဝိုက်မှာဟိုတစုဒီတစုနေကြတဲ့တောင်ရတဲတွေကိုတနေရာထဲမှာစုပြီးရွာတီနေကြရင်အရေးကြောင်းကြုံတဲ့အခါစီလုံးလုံးဖြစ်ကြမှာပါတပည့်တော်အမြင်ကတော့တောင်ရတဲတွေကိုစုပြီးရွာတူရွာတီစီခြင်းနဲ့ဖေဟာတခါကြီးလျှောက်တင်တာတင်းမြတ်ပါပြီလေဖိုးကြောင်လုံးတို့လူစုဥပုပ်ဆောင်လာရင်ဒီကိစ္စကိုဘုန်းကြီးပြောလိုက်ပါမယ်ဆရာတော်ဥဒ္ဓမတာရာနဲ့ဘိုးတိန်ခါတို့ရဲ့အကြံစီကိုအားလုံးကဝမ်းမြောက်ဝမ်းသာသဘောတူကြတာကြောင့်ဘိုးတို့ကူရဲ့တောင်ဘက်မြေနေထားပြန်ပြူတဲ့စစ်သေးချောင်းကန်းတစ်ဝိုက်မှာရွာသစ်ကလေးတီးလိုက်ကြတယ်တောင်ရတဲများကိုစုလိုက်တဲ့အခါအင်ရှည်30လောက်ဖြစ်သွားတယ်ရွာတီဆောက်တဲ့နေရာမှာထူးထူးခြားခြားသစ်စိတ်ပင်ကြီးတစ်ပင်ကထီထီမမပေါက်နေတာကြောင့်ရွာနယ်မြေကိုအလွယ်တွေကိုသစ်စိတ်ရွာလို့ခေါ်ခဲ့ကြလေတယ်ရွာသူရွာသားများမှာဖုံးတော်ကြီးဓမ္မတာရာနဲ့ဘိုးတိန်ခါတို့ရဲ့ဥဆောင်လမ်းပြမှုနဲ့ဘာသာတရားကိုကန်ချမ်းကြပြီးခါဖို့ပြင်ဆက်ပြီးမြဲခဲ့ကြလေတယ်။ဓာပြေလောက်ွယ်ဥပုပ်ရက်တိုင်းဗိုလ်တုကူစီတော်ကိုတည်တည်ဆွန်ကတ်လူချင်းဥပုံနေတိုင်းဂုံနီတောရကြောင်မှာဥပုပ်တရင်စောက်တည်ရတယ်။ရွာရဲ့ရွာတကြီးဖြစ်ဥကြောင်လုံးကိုတင်မြောက်လိုက်တယ်။
တစ်စိန်ရွာကလေးဟာထိုအချိန်ကစကအေးချမ်းသာရောက်ဖွယ်ရှိခဲ့လေတယ်။လာပြင်းနေညကောင်းကင်ကလာမင်းကြီးကပြည့်ပြည့်ဝဝသားလုံးနေတယ်။နောက်တောင်ဘက်စီမှာတော့ကြိုက်ထီးရိုးစီတီရှိယာတောင်တန်းကြီးကလာရောင်အောင်မြူများကြားမှာပြပြမြင်တွေ့ရလေတယ်။နောက်မြောက်ဘက်စီမှာတော့ဗိုလ်တူကူတောင်နဲ့ဂုံနီတောင်ကမြူများရစ်တိုင်းအုံမိုးထားတယ်။အချိန်ကတက်ကြီးကောင်းချချိန်မှုတစ်စိန်ရွာကလေးကတိတ်ဆိတ်ငြိမ်သက်လုံနေတယ်။တစ်စိန်ရွာရဲ့ရှေ့ဘက်ရွာစီအိုဆက်ကပိန်းနှဲပင်ကြီးအောင်မှာထုံးမှန်တယောက်စိန်မောစွာရွာတွင်းကိုစောင့်မျှော်ကြည့်လို့နေတယ်။ဟိုတနေ့ကရေတကုံတောင်မှဆုံခဲ့ရတဲ့တန်လျာဆက်စကအဖိုးတော်ဆက်သူရခပူပူနဲ့ဆုံတွေ့ချိန်ကစပြီးထုံးမှန်နဲ့မြမီတို့မှာအများကတီးကြတဲ့မိစ္ဆာဘလူးကြီးကိုတန်ရိုးစင်တွေ့ခဲ့ကြတယ်။ဘွားဟောင်းကပိုးပြမှန်တီးရချိန်မှာရခပူပူကထာဝရခွဲခွာဖို့အချိန်စစ်ပြီးလို့ပြောခဲ့တယ်။ရခပူပူနောက်ဆုံးနေနဲ့တွေ့ဆုံဖို့မိစ္ဆာရေတကုံကိုဒီနေ့ညမှာသွားကြဖို့မြမီနဲ့တိုင်ပင်ထားခဲ့ကြတာ။မြမီလာပမလားလို့စိတ်မှာမတင်မကျဖြစ်နေတယ်။မောင်ကြီးဖို့မှန်အတွင်များရောက်ရက်ခက်နေချိန်မှာပိန်းနှဲပင်နောက်ွယ်ကခေါ်တန်ကြားလိုက်ရတာကြောင့်ဖို့မှန်ဝမ်းသာသွားတယ်။မြမီနင်းတကယ်လာတယ်နော်။လာရမှာပေါ့မောင်ကြီးရေဒီနေ့တနေ့လုံးကိုလှုပ်တာလုပ်နေတာစိတ်ကအဲ့ဒီကိစ္စစီပဲရောက်နေတာ။အေးဟာငါလေးရင်ထဲမှာတမျိုးကြီးပဲဘွားဟောင်းကအဘိုးနဲ့ပြန်တွေ့ရပြန်တော့လေချက်ချင်းခွဲခွာဖို့ဖြစ်လာတယ်။ဟုတ်တယ်နော်မောင်ကြီးမြမီလေရင်ထဲမှာငိုချင်းလာတယ်။ကဲဒါဆိုတော့ကြစို့လုံမလေးဘိုးမျောနေရောမယ်။ဖုံးမှန်နဲ့မြမီပိန်းနေပင်ကြီးအောက်ကခိုးကြောင်ခိုးခွဲထွက်လာခဲ့ကြတယ်။နေ့စဉ်ကျင်းလည်နေကြနေရတွေမှုလမ်းကမမှာ။ရာပညာရဲ့လင်းရောက်အောင်မှာယုံမတော်ကြီးကတာယာငိမ့်သက်လို့ရင်ခွဲကောင်အော်တန်ကြီးဟောက်တန်တို့မှအပတောတောင်ကသဘာဝအတိုင်းတိတ်ဆိတ်လို့နေတယ်။မကြခင်ရေကုန်မှရေစီးကြတဲ့များကြားလာရတယ်။တစ်ဆက်ထဲမှာပဲထူရှာတဲ့တင်းနှံတာနှံကိုရှူရှိုက်မိကြတယ်။သားမြေးတွေလှားကြပြီလား။ရေကုန်စီးကြရရေအိုင်ကြီးအဆက်မှရှိတဲ့ကြောက်တုံးကြီးပေါ်တွင်ရခပူပူကတင်မရွေခွေထိုင်းနေတာကိုတွေ့ရတယ်။ဟုတ်ကဲ့ရောက်လာပါပြီပူပူလူဘလူကြီးကကြောင်တုံးပေါ်မှာအသားရချိုးဆင်းလိုက်ပြီးကဲမြေတို့ဂူကြီးထဲသွားကြရအောင်ဘို့ဂူကဘယ်နားမှာလဲဗျလာကြကွယ်ဟိုဒီရေကုန်ကြီးရဲ့နောက်မှာကြောက်ကူကြီးရှိတယ်ဘိုးနောက်ကလိုက်ခဲ့ကြဘုံမှန်တို့မြမေတို့တသက်မှာဒီရေကုန်ကြီးနောက်မှာကြောက်ကူရှိတာမသိခဲ့ရအခုရခဘူပြောမှသိခဲ့ရလေတယ်ဘုံမှန်နဲ့မြမေနောက်ကနေခက်ခဲကြောက်တုံးများကိုနေကပြုံးမကြောက်အောင်ကိုမနေထင်းရင်လိုက်ခဲ့ကြရတယ်တောင်ထက်စီကဒလဟိုစီးကြနေတဲ့ရေလျင်ကြောင့်နှစ်ယောက်လုံးချွတ်ဆူကုန်တယ်။ရေတကုံကိုဖြတ်ပြီးအတန်ငယ်ဝင်ပြီးတဲ့အခါတလန်ပက်လေကျဲတဲ့ဂူဝကြီးကိုတွေးကြရလေတယ်။ဂူတွင်းမှာမှောင်မဲနေပြီးအောက်ကမကြီးမညာကြောက်တုံးများကရှုံးနေတာကြောင့်မနေထင်းလျှောက်ကြရတယ်။ဝီတစ်ခုကိုကြော်လိုက်ပြီးတဲ့အခါမှာကျုပ်တရဲ့မီးရောင်ကိုမြင်ကြရလေတယ်။မီးရောင်ကကြောက်တုံးကြီးတစ်ခုပေါ်မှာထင်းချောင်းကြီးများနဲ့ဖူထားတဲ့မီးပုံမှအလင်းရောင်ဖြစ်လေတယ်။ကြောက်လိုင်ကူကြီးကကျဲဝန်းပြီးလိုင်ကူမိုးမြတ်တစ်ချက်ကနေကြောက်ပန်းကြောက်ဆွဲများဖျားကျနေတာကိုတွေးကြရတယ်။လိုင်ကူကြီးရဲ့အလဲတက်တဲ့တွင်နှစ်တောင်ခမ်းမြင့်တဲ့ကြောက်ခုံကြီးတစ်ခုရှိတယ်။ထိုကြောက်ခုံကြီးပေါ်မှာဝဘိုးကောင်းတစ်လုံးနဲ့မြက်ဖြတ်တစ်ချက်ကိုတွေးရပြန်တယ်။ရခဘူဘူရဲ့အိယာဟုယူဆရတယ်။လိုင်ကူကြီးရဲ့ရှေ့ဘက်မှာကြောက်ခုံငယ်တစ်ခုရှိပြီးရွှေရောင်ဝင်းဤနေတဲ့ညံတော်တောင်တတရှိတဲ့စင်းဥတော်ကိုတွေးရပြီးစင်းဥတော်ရဲ့ရှေ့တွင်ရွှေပန်းအိုးငွေပန်းအိုးများထဲမှာလမ်းဆန်းနေတဲ့တောပန်းတောင်ပန်းများကတ်လူထားပြီးရွှေနဲ့ပြုတ်လုထားတဲ့စီမီခွက်ထဲမှာစီမီများထုံးညှိပူဇော်ထားလေတယ်။ကြောက်ကူကြီးရဲ့နေရန်တစ်ဖက်တစ်ချက်စီမှာနှစ်တောင်လုံးကျဲတဲ့စိမ့်ထွက်စမ်းကြောင်းလေးတစ်ခုကစမ်းရည်များတွင်စီးဆင်းနေကြရတာကိုမြင်ရလေတယ်။ရခဘူဘူကကြောက်ခုံကြီးပေါ်ကိုရှေ့ကတက်သွားပြီးကဲမြေတို့လာကြကွယ်ဒီမှာထိုင်ကြ။ဘိုးမှန်နဲ့မြမေလည်းကြောက်ခုံပေါ်တက်လိုက်ခါရခဘူဘူအချိန်မှာကျုပ်ကြုံလေးထိုင်လိုက်ကြတယ်။မြေတို့မောလာကြတယ်စားလိုက်ကြအောင်။တတိမျိုးစုံကိုအပြည့်မောက်ထည့်ထားတဲ့ရွှေလင်ပန်းကြီးကိုဖုံးမှန်နဲ့မြမေတို့စီကိုထိုးပေးလိုက်တယ်။ဖုံးမှန်နဲ့မြမေလည်းကြောက်လှိုင်ကူကြီးတဲ့အပြင်စင်များကိုကြည့်ကအံ့ဩမင်တက်လို့နေတယ်။ရခဘူဘူဟာဒီများလောက်တံပီးရဆန်ပြီးရွှေငွေတိပြီးတဲ့အတုံးဆောင်ပစ္စည်းများနဲ့လှိုင်ကူကြီးအတွင်းမှာတယောက်တည်းနေထိုင်တာကိုအံ့ဩနေကြတယ်။ဖုံးမှန်နဲ့မြမေလည်းရွှေလင်ပန်းတွေကငပြိုသည်တယောက်တလုံးဖြုံစားလိုက်ကြပြီ။ဘူဘူမြေတို့ကိုတကယ်ခွဲသွားတော့မှလားယင်ရခဘူဘူကတတ်မှတ်ကိုရှာလိုက်ပြီး
ဖိုးမှန်နဲ့မြမေတို့ဟာကီယူနာတက်စွာစိုက်ကြည့်ရင်ကဟုတ်တယ်မြေးလေးတို့ကြီးဘိုးဘိုးနှစ်ပေါင်း900တိုင်တိုင်စောက်မြော်ရှာဖွေခဲ့ရတဲ့မြေးတို့နှစ်ယောက်ကိုလူသားအဖြစ်နဲ့ပြန်တွေ့ရတာအဖို့ကျင်းတတ်ပါတယ်ဘိုးဘိုးကိုယ်တိုင်လေးဆွေးမြေ့အောင်ပင်အကြီးတန်လာတဲ့ရုပ်ခန္ဓာကြီးကိုထမ်းဆောင်လာခဲ့ရတာပင်ပန်းလှပါပြီသူတော်စင်တို့နားခိုရာဟင်းမွန်နာမှာရှိတဲ့ဒုက္ခမျိုးတော်ကိုတွားတော့မယ်ကွယ်ဘိုးဘိုးမတွားခင်ငါမြေးတွေတီးတင်တီးထိုက်တာတွေကိုပြောပြဆုံးမခြင်းလို့အခုလို့ခေါ်လိုက်ရတာပဲဟုတ်ကဲ့ပါဘိုးဘိုးမြေးတို့ကိုနားထောင်နေပါတယ်ငါမြေးတို့ကိုပြောပြမယ့်အကြောင်းအရာတွေကနှစ်ခုရှိတယ်ပထမတစ်ခုကဗိုလ်တုခုစေရီရဲ့တမိုင်းကြောင်းဖြစ်တယ်ဒုတိယတစ်ခုကတော့လောကီဝိဇ္ဇာဆရဏကျင့်စဉ်လမ်းကြောင်းပဲဖြစ်လေတယ်ဟုတ်ကဲ့ပါဘိုးဘိုးဗိုလ်တုခုတမိုင်းကြောင်းကိုဘိုးဘိုးပြောပြမှပဲသိရမှာပါအေးနားထောင်ကြကွပို့လုံလေးပြီးရဲ့နှစ်ပေါင်း1000ကျော်ဟာပကံပြည်ကတမှုအနန္တသင်္ခါနဲ့ဒီကူကြီးထဲမှာနေထိုင်သွားတဲ့ရသေးဝိဇ္ဇာထိုကြီးဘိုးစိတ်တာတို့ပူပေါင်းပြီးတည်ခဲ့ကြတာပဲထို့သောအစကြီးကဗိုလ်တုခုစေရီတော်ရဲ့တမိုင်းကြောင်းကိုလူဘလူးကြီးခေါ်ရခပူပူကပြောပြလေတော့တယ်ပကံပြည့်ရှင်နောယထာဘရင်ရဲ့တက်တွေသူမနာဘုံမီတထုံမှဆုတ်ခွာလာတဲ့ချိန်တုံးနဲ့စစ်တောင်ကြားရွာငယ်တစ်ခုတွင်တက်ချရန်နာချိန်အလွန်များပြားတဲ့ပကံတက်တွေဟာတက်စကန်းချရန်နာနေတဲ့နေရာမှာလူသူနဲ့မြို့ကြီးတစ်မြို့ပမာစီကားလို့နေလေတယ်။ထိုရက်မှာပကံတက်ကတနည်းနဲ့တညာရန်နာထားတဲ့အတွက်တမူကလေးအနန္တသင်္ခါဟာနောက်ပါရဲမဲ့9ယောက်နဲ့မြင်းကိုစီကအနီးနားတွင်ရုပ်လိုက်ထွက်ကြလေတယ်။ယခုအခါကင်မွန်စကန်လို့ထင်ရတဲ့နေရာဖြစ်တဲ့တခုသောစံကြောင်းအိုင်ကြီးမှာသမီးတကောင်ရေတောက်နေတာကိုတွေ့ရတယ်။အနန္တသင်္ခါတို့လူစုလည်းထိုသမီးနောက်ကိုလိုက်ကြလေတယ်။လူရိပ်ကိုမြင်တဲ့သမီးဟာနေရာမှလှစ်ကနေတောထဲကိုပြေးဝင်သွားလျာအနန္တသင်္ခါကလှန်တုံးနဲ့လှမ်းပစ်လိုက်တယ်။လှန်တုံးကကြကောင်းကိုမထီသမီးရဲ့ပေါင်ကိုသာထိမှန်လေတယ်။အသက်လူပြီးပြေးနေတဲ့သမီးနောက်ကိုအားဆိုင်လို့လိုက်ကြပြီမဲ့လေဘလို့မှလိုက်မမီပဲဖြစ်နေတယ်။ထိုအချိန်မှာပဲတောတွင်းမှကြည်ကနေစင်အော်တံများနှင့်အတူတစ်ပင်လဲတန်တကိုင်းကျိုးတန်တစ်ပင်ရှုံတွေများတိုးတန်တို့ဟာစူပွက်လို့လာတယ်။အနန္တသင်္ခါတို့အဖွဲ့လဲတောစင်ရိုင်အောင်နဲ့ပက်ပင်းတိုးပြီဆိုတာသိတာကြောင့်စင်အောင်နဲ့ဝေးရာကိုအသက်လူပြေးနေတယ်။နောက်ပါရဲမဲ့တွေမှလည်းဒူးစုကွယ်ကဘယ်စီရောက်ကုန်ပြီမသိတော့အနန္တသင်္ခါမြင်းကိုတုံးဆိုင်ကအသက်ဘေးအတွက်ရှေးဦးတဲ့ရာပြေးလေတယ်။အနန္တသင်္ခါမြင်းကိုစကြိုးတက်ခါရက်ပေမဲ့မမီတော့ဘူး။လူရောမြင်းပါအလုံးနှချိုင်းတဲ့ချောင်ကြီးတဲ့ကိုပြုတ်ကျသွားလေတယ်။တေကံမရောက်တမပြောက်နိုင်တဲ့အနန္တသင်္ခါဟာကြောက်ကမ်းပါတစ်လျှောက်ခြုံနယ်ပင်များအထက်ထက်ခံကကျောက်ရဲ့အောက်ရှိကိုကံကောင်းစွာကြားရောက်ခဲ့တယ်။သူ့ရှိမှာကြာသွားတဲ့မြင်းကြီးကတော့စကြိုးဟာတင်းနှိမ့်နေပြီးဖြစ်လေတယ်။အနန္တသင်္ခါဟာအသက်မသေးပေမဲ့ခြုံနယ်စူးကြုံများထိုးရှိခံထားရတာကြောင့်ဒဏ်ရာပလက်ပွားနဲ့သွေးလိမ့်လိမ့်ဖြစ်နေတော့တယ်။ကျောက်ရှူကြီးတွင်းကနေအပေါ်ကိုပြန်တက်မဲ့လမ်းကိုရှာရင်မိုးရှုပ်သွားခဲ့လေတယ်။မမြင်မဆန်မှောင်ကြီးမဲကြီးမှာခီးဆက်ဖို့မဖြစ်နိုင်တာကြောင့်စံကြောင်လေးဘေးကကြောက်တုံးကြီးပေါ်မှာတညတာအိတ်ဆက်ဖို့နေရာယူလိုက်လေတယ်။ညာနဲ့လာတာနဲ့ပြန်ရရှိထားတဲ့ဒဏ်ရာများကြောင့်အနှရှိန်တက်ခါအပြင်းပြပြန်လေတယ်။ကိုညီမဲသူမရှိရာတီဦးထူးကအလုံးအေးလာတာကြောင့်အနန္တသင်္ခါဟာမဟန်နိုင်တော့ပဲသတိလေးမေမျောသွားလေတယ်။ဟဲရေပေးပါတကားသတိရလာပြီလားအနန္တသင်္ခါမျက်စိကိုအာယူဖွင့်ကြည့်လိုက်ရာတောင်ထမ်းမိုးတဲကလေးစီကိုရောက်ရှိနေတာတွေ့ရတယ်။တန်လာရာစီကိုကြည့်လိုက်တော့အသက်60ခန့်ရသေးကြီးတစ်ပါးကိုတွေ့ရလေတယ်။တကားအသာမိတ်နေပါဟုတ်ကဲ့ရသေးကြီးကျုပ်အခုဘယ်ကိုရောက်နေရလဲတကားဟာယမန်နီညာကခန့်တက်ချောင်းအိမ်နာကရှိုးကြီးထဲမှာသတိလေးမေမျောနေခဲ့တာပါရသေးခန့်တက်ချောင်းအိမ်မှာရေတယ်ပြီးတော့အပြန်ရောက်တွေဝိုင်းအောင်ပြီးတော့စူညမ်းနေလို့ရှိုးကြီးတဲကိုလှမ်းကြည့်လိုက်တော့တကားကိုတွေ့ရတာပဲတကားတကူလုံးဒဏ်ရာတွေနဲ့သတိလေးမေမျောနေလို့ခက်ခဲရသေးဒီချောင်းတင်ငန်းကိုတည်ယူခဲ့တာကျေးဇူးပါရသေးကြီးရေရသေးကြီးဟာကျုပ်ရဲ့အသက်သခင်ကျေးဇူးရှင်ပါကဲပါလေဒါတွေထားပါတော့တရဝါတစ်ခုရဲ့အသက်တစ်ချောင်းဆိုတာအချီးနီးမပျက်စီးကောင်းပါဘူးတကားအတွက်ရသေးရမန်းရည်လေးပြုတ်ထားပေးတယ်အားရှိသွားအောင်တောက်လိုက်ပါအနန္တသင်္ခါလေးဘိုက်ထဲမှာစာလောင်လာတာကြောင့်ရသေးကြီးလက်ထဲကရမန်းရည်ထည့်ထားတဲ့မြခွက်ကလေးကိုလှမ်းယူလိုက်ပြီးတဖူဖူမှုတ်တောက်လိုက်တယ်ရမန်းရည်တစ်ခွက်ဝမ်းထဲဝင်သွားတော့ခန္ဓာကိုယ်မှာအားရင်တွေဖြစ်လာသလိုခံစားရတယ်ရှင်ရသေးအခုဒီနေရာဟာဘယ်ရက်ပါလဲဒီနေရာဟာမြတ်စွာဘုရားရဲ့စံတော်တက်ကင်းဝေရာရသေးရွက်စည်းတောင်ရဲ့မြောက်ဘက်မဟာမြိုင်တုံးနယ်ကြီးပါပဲ
တကားဘဲကိုသွားလို့ဘဲကိုလာရမယ်ဆိုတာယသိမသိလို့ဘူးကိုယ့်အသက်ရှင်ခြင်းအတွက်သူ့အသက်ကိုတက်ဖြတ်ခြင်းဟာပြစ်စုံပန်တန်ရံမှာရုံးချမ်းတဲ့အလုပ်ဖြစ်တယ်လို့လူမိုက်တို့ရဲ့လုပ်ရပဲလူအသက်ရှင်ခြင်းခဏဟာခဏလေးဖြစ်တဲ့ရေပွက်လိုပဲမမြင်တဲ့သင်္ခါရပါတကားဟုတ်ကဲ့ပါယသိကြီးယသိကြီးတို့တကားတို့ဆိုတာလောကုတ္တရာမတ်ဖို့ကိုမပေါင်းမြောက်နိုင်သေးပေမဲ့လေလောကီဝိဇ္ဇာကျင့်စရဏတရားတွေရှိတယ်ဒီကျင့်တဲ့ဥနာတေကိုဟန်တာထားနိုင်ပြီးအသက်ကိုဆွဲဆန့်ကနောင်ပွင့်တော်မူမဲ့အရိမဒီယာမြတ်စွာဘုရားကိုဖူးမြော်နိုင်တရားနာနိုင်ကျွတ်တန်းဝင်နိုင်တဲ့အခွင့်အလမ်းရှိပေတယ်ယသိကြီးထံကတရားစကားကိုကြားနာရတာဟာတပည့်တော်ရဲ့စိတ်နှလုံးကိုကြည်လင်အေးချမ်းစေပါတယ်လောကီစည်းစိမ်အာယုံတွေကိုလည်းယုံမုန်းစိတ်ဖြစ်မိတယ်တပည့်တော်ကိုတပည့်တယောက်ဖြစ်သတ်မှတ်တော်မူပါဗျာယသိကြီးပြောတဲ့ကျင့်စဉ်တွေကိုတပည့်တော်ရောကျင့်လို့ရနိုင်ပါသလားအေးမြတ်စွာဘုရားရဲ့တရားတော်တွေဟာမြည်သူမဆိုကျင့်ဝင်ရှိသလိုဓမ္မရဲ့အရာတာကိုခန်းစား권ရှိစေတယ်ဒီအတိုင်းပဲလောကီဝိဇ္ဇာဆရဏလမ်းစဉ်ဟာလေနိမက်လမ်းမှန်ကျင့်ရင်မြည်သူမဆိုပေါင်းမြောက်နိုင်စေတယ်ကောင်းလာပါပြီဆရာကြီးသိဖေဟာဒီနေ့ကစားအရှင်ယသိဤတုံတင်လမ်းပြမှုအတိုင်းတပည့်တော်လိုက်နာကျင့်ကြံပါမယ်ဖေဟာတာရုတာရုတာရုပါတကားတို့ပေသည်တင်ဟာငါ့လိုဖန်ရည်ဆိုးတဲ့တင်ငန်းနဲ့ယသိဟန်းဝင်းလို့မသေးပေဘူးဒိုးကြောင့်ဘွားနဲ့သာစရဏလမ်းစဉ်အားကျင့်ကြံပါရောအနန္တတိန်ခါဟာနေရင်ကိုမပြန်တော့ပေရှင်ယသိကြီးကိုအလုပ်ကျွေးပြုပါရှင်ယသိညွှန်ကြားတဲ့သမထအကျင့်စဉ်ကိုစ조사အားထုတ်လေတော့တယ်နေမရဲ့ရမလာလမ်းမနှစ်တို့တိုင်းကြာညောင်းခဲ့ပြီဖြစ်တယ်အနန္တတိန်ခါမှလည်းသမထအလုံးနဲ့တမာရီစွမ်းအားတွေမြင်မလာခဲ့ရတယ်ယသိကြီးကတော့ဘရီစိတ်တရားအထုတ်ရှင်ကျောင်းတင်ငန်းနဲ့မလန်ကမ်းမှရှိတဲ့ကြောက်ကူကြီးတွင်မှအကိရဲ့ထိုးခြင်းတို့ကိုနေ့စဉ်ပုံမှန်ပြုလုပ်လေ့ရှိတယ်အနန္တသင်္ခါကတော့ရှိုးရည်သုံးရည်ခက်ရှင်ထင်းရှာခြင်းသမထကျင့်ခြင်းလူနှစ်ယောက်စာတိဥတပူရှာခြင်းဆရာရသေးရဲ့ဝကြီးဝင့်ငယ်ကိုပြုစုလုပ်ကြွေးခြင်းနဲ့အချင်းကိုကုံလုံးစေးခဲ့တယ်သင်္ခါတင်နဲ့ငါဒီကနေ့တိုင်ပင်စကားဆိုစရာရှိတယ်တင်နဲ့ငါချေးဘွားဆက်စကားအတူပြုဖူးခဲ့တဲ့ပါရမီရှိခဲ့တဲ့အလျောက်ဒီဘဝဒီခန္ဓာနဲ့တမတ်တဖူများကြသေးပေမဲ့အရိမဒီယာမြတ်စွာဘုရားပွင့်တော်မူတဲ့အခါကျောင်းတော်ကြီးဆောက်လုပ်ပြီးတရားထူးကိုနာဖို့ငါစုပန်လိုတယ်သင်ရောငါတဘောကိုဘယ်နဲ့ချီစား။အိုးမြတ်တော်ဆရာသခင်အရှင်စကားကိုကြားအချိန်မှာတပည့်တော်ဤတကူလုံးစီအိုးတွင်းကိုကြားတဲ့ဝါကုန်းပမာပီတိဖြစ်ရပါတယ်။တပည့်တော်အနေနဲ့ရီမီဒီယာမြတ်စွာဘုရားပွင့်တော်မူတဲ့အခါဆရာသခင်နှင့်အတူတရားထူးကိုနားရလိုသောစုကိုပန်းလိုပါတယ်ဖေဟာ။တာရူတီတင်ကသူ့ကိုယ်လိုဆိုရင်ငါပေါင်းမြောက်တက်ကြွတဲ့အခက်ရဲ့ပညာနဲ့တန်ကိုရွှေပြေပြောင်းလဲပြီးရရှိလာတဲ့စပူရည်ရွှေစင်များကိုရီမီဒီယာမြတ်စွာဘုရားကိုကျောင်းထူတန်းဖို့ရည်မှန်းပြီးကျောက်စီတီကဌာမနာတွင်တင်ထားလို့ပြီးတယ်။ကောင်းလာပါပြီတဲ့ဆရာသခင်။ကျောက်စီတီတွင်ဌာပနာတဲ့အခါစပူရည်ရွှေစင်များနှင့်အတူတပည့်တော်အလုံးဝါသနာပါတဲ့ကြပြအလင်္ကာများကိုရေးသားတည်ကုန်ပြီးဌာပနာထဲထားပူဇော်လိုပါတယ်ဖေ။ဟိုကောင်းတာပါတင်ခငယ်။တင်ကဘလူကြပြလင်္ကာမျိုးကိုတည်ကုန်ပါလေကွ။တပည့်တော်ကခန်းသားထဲဝါလာတဲ့ပကံမျိုးတော်ကြီးအကြောင်းဗုဒ္ဓသာသနာတော်ထွန်းကားတဲ့တထုံမျိုးတော်ကြီးအကြောင်းပြီးတော့အေးချမ်းသာရတဲ့ဟဲ့ဒီဆုံးမမြိုင်တော်ကြီးအကြောင်းလောကီဝိဇ္ဇာစရဏအကြောင်းကိုတီကုံရေးဖွဲ့လိုပါတယ်ဖေ။တကုံနဲ့ဖေယထာနဲ့အလံလျော်ကန်တဲ့အကြံပေးပဲဒီကနေ့ကအစအသင်ကဗျာအလင်္ကာတို့ကိုရေးဖွဲ့ပါလို့တင်းရဲ့ကဗျာအလင်္ကာများကိုပေရွက်မြေချက်ကြောက်တဲ့အခရာမဟုတ်ပဲစပူရည်ရွှေစင်ရွှေပြားများပေါ်မှာရေးသားနိုင်ရင်ငါရဲ့တာဝန်ရှိပါစေယတိဝိဇ္ဇာထူကြီးဘိုးစိန်တာနဲ့နန္ဒသင်္ခါတို့ဟာစရဏကျင့်စဉ်အလုံးစကန်နဲ့အကိရဲ့ထိုးချိန်တိဥတပူရှာချိန်တောက်ရည်သုံးရည်တဲ့ချိန်မှာပါနေ့စဉ်နေစာတူဟာဂုံအုံများပြုလုပ်ကြလေတယ်ဂုံအုပ်ပြုလုပ်ပုံမှာဂုံတောင်ရဲ့မြေသားနီနီများကိုကြောက်နဲ့ပြုလုပ်ထားတဲ့ပေါက်စိန်ချုံးတို့ကိုအသုံးပြုကာ၄တောင်ဆက်ဆက်အုပ်ချက်ဖြစ်စေရန်မြေကိုလှိဖြက်တူးဆွပြီးရရှိလာတဲ့၄တောင်ဂုံတုံးများကိုဒီတလက်အလျှောက်ခံထားရတယ်ဂုံမြေရဲ့တဘာဝမှာစေထံပြီးဖြူနီညိုအဆင်းရှိလေရာအလွယ်တကူလှိဖြက်တူးဖော်နိုင်လေတယ်အဆိုတဲ့ကင်းပြီး၆သွေးတဲ့အခါကာလကြာလာတာနဲ့အမျှငါကြောလာပြီးကြောက်သားအဖြစ်ကိုရောက်ရှိလေတယ်။ဂုံအုပ်တူးချင်းများကိုအနန္တသင်္ခါကလှုပ်ဆောင်ပြီးတူးဖို့ရရှိထားတဲ့ဂုံအုပ်များကိုရှင်ရသေးကြီးကပြန်ပြူးတဲ့မြေနေရာမှာစီတန်းကအချောက်ခံလေတယ်။သင်္ခါငယ်ခဏနားကြစို့ရဲ့။ကောင်းလာပါပြီဆရာသခင်။ရသေးကြီးဘိုးစိန်တာကပြင်းမပင်ကြီးအောက်မှာထိုင်လိုက်ရာအနန္တသင်္ခါကမြေခွက်ငယ်ပြေးတောက်ရည်ကိုခက်ယူပြီးဆရာသခင်အားစီကပ်လိုက်လေတယ်။သင်္ခငယ်
ဒီတိုင်းဆိုမကြခင်9000ပစ္စည်းတော့တီလောက်တဲ့အုပ်ရေအတွက်ရလိမ့်ပြီမှန်လားပါဆရာသခင်ဒါနဲ့ဖေဟာဒီကောင်မြေတွေဟာတဘာဝကအလုံးစမ်းကြက်ပါပြီတဲ့ဖေဟာမြေကြီးထဲမှာတော့နှုတ်နေပြီးအပြင်ရောက်လို့အချိန်ကြာလာတာနဲ့အမျှရှင်းမာကုန်ကြပါတယ်တိန်ခငယ်မှတ်သားလို့လောကဓမ္မတာမှာလေနှောက်ဖွဲ့တဲ့စီလုံးချင်းကင်းတဲ့အခါခက်ထန်ကြမ်းတမ်းကုန်ကြတယ်ဒီလိုပဲနောက်တနည်းကပညာတီလာနဲ့ပြည့်စုံတဲ့ယောက်ျားဟာစစ်ကတ်တဲ့အနှောက်ဖွဲ့ကိုဖျက်တောက်တဲ့အခါရင်းကျက်တဲ့သဘောရှိပါပြီဆရာသခင်ရဲ့စကားကိုကြားရတာတပည့်တော်အသိဉာဏ်ကိုလင်းလက်စီပါတယ်ဖေဟာနောက်တစ်ခုမှတ်သားပေအောင်လို့ဤကဝံမြေဟာဒုမြတ်စွာဘုရားလက်ထက်ကဂုံပတိမထေရရဲ့ပွဲတော်ကိုအစွဲပြုပြီးလူတို့ဝဟရာအစဉ်တိုင်းဂုံမြေဂုံကျောင်းလို့ခေါ်ဆိုခြင်းဖြစ်တယ်လို့ငါရဲ့ဆရာအစဉ်ဆက်ကမိန့်ကြားခဲ့တဲ့စကားကိုမှတ်သားဖူးပါတယ်မိန့်ရှိပါဗျာဖျားချင်းလက်ထက်ကဂုံပတိမထေရရဲ့ကိုဘွားစင်းသူကိုသူနာဘုံမီသားတို့ကထုစစ်ပူဇော်ခဲ့ကြတာကိုအကြောင်းပြုပြီးဒီမြေဒီကြောက်ကိုဂုံမြေဂုံကျောက်လို့ခေါ်ဆိုကြပြီတဲ့ကောင်းသောနက်ခတ်ဆန်းရှင်တဲ့လာပြည့်နေ့တခုမှာဝိဆာထိုဘိုးစိန်တာနဲ့နန္ဒသင်္ခါတို့နေထိုင်ရာကြောက်လိုင်ကူကြီးတွင်မှာ12တောင်နဲ့12တောင်ပတ်လေကျဲတဲ့မြေတွင်းကိုတူးဖော်လိုက်ကြတယ်။အဲ့ဒီနောက်မှာတစ်စင်မျိုးမျိုးတို့နဲ့ထုံးကြောင်မုံကိုရောတေပြီးအခင်းနဲ့နယံပက်ပက်လေးကိုအင်္ဂရိကင်လိုက်ကြတယ်။ဒီတွင်းကြီးကထာမနာတွင်းကြီးဖြစ်လေတယ်။ထာမနာတွင်းကြီးအကျန်းထည့်ပြီးတဲ့အခါကျုံးနဲ့သားနဲ့ထွင်ထားတဲ့အလျားတလန်ပြက်တပေကျဲတဲ့လောင်းနေငယ်3စင်းကိုထာမနာတွင်းနဲ့ထဲမှာချထားတယ်။အလဲကလောင်းနေငယ်အတွင်းမှာနန္ဒသင်္ခါရိကဗျာလင်္ကာများရေးသားထားတဲ့စပူရည်ရွှေပရပိုင်များထည့်သွင်းလေတယ်။ဘေးတစ်ဖက်တစ်ချက်စီကလောင်းလင်ငယ်အတွင်းမှာတော့ရသေးကြီးအကိရထိုးလို့ရတဲ့စပူရည်ရွှေစင်တုံးများအပြည့်ထည့်လိုက်ကြတယ်။အဲ့ဒီရွှေစင်ရွှေတုံးရွှေပရပိုင်များပေါ်မှာယမနီချိုတီကိုဖုံးလိုက်ကြတယ်။ယမနီချိုတီပေါ်ကမှအင်္ဂရိတယူကိုအုပ်လေတယ်။အဲ့ဒီထပ်ပနာတိုက်ထဲမှာရွှေပန်းဦးလေးလုံးငွေပန်းဦးလေးလုံးထိုပန်းဦးများတဲ့ကိုဟင်းမော်တာမှရတဲ့နွေနီတစ်ခွပန်းများစိုက်ထိုးထားရှိပြီးရွှေတိပြီးတဲ့စီမီခွက်နှစ်ခုအတွင်းမှာထောပတ်စီပြည့်ဖြစ်ပြီးဝါကုန်းမီးစာတက်လို့စီမီများထုံးညှိလိုက်ကြတယ်။ဒီထာမနာရွှေစင်တွေဟာနောင်ပွေတော်မူမဲ့ဖျားရှင်ကိုယီမှန်ပြီးလှူဒန်းကထာမနာထားပါတယ်။ဒီပန်းဒီစီမီတို့ဟာအရှင်ကာလကြာမြင့်ကမငိမ့်ပဲမနွမ်းပဲတည်ရှိပြီးငါတို့ကိုယ်တိုင်တူးဖော်တဲ့အချိန်ထိတည်ပါစေသာ။ရသေးကြီးတစ္ဆာအဋိဌံပြုပြီးတဲ့အချိန်မှာပဲအရှိယုံမမာမြိုင်တော်ကြီးတစ်ခုလုံးတိမ့်တိမ်တုံအောင်တော်လဲတန်ကြီးဖြစ်ပေါ်လာလေတယ်။ရသေးကြီးနဲ့နန္ဒသင်္ခါတို့ထာမနာတွင်းကိုအပေါ်ကနဘလူးများယူဆောင်လာတဲ့ကြောက်ဖြာကြီးကြီးအုပ်လိုက်ပြီးတဲဖြူဖြူများအပြည့်ဖုံးလိုက်ကြတယ်။အဲ့ဒီတဲဖြူများအပေါ်ကမှဘောဂဝရီနဂါပြည်ကလာရောက်လူရန်ကြတဲ့ပင်လေတဲမြင့်ညနဲ့တစ်စေးမျိုးမျိုးထုံးကြောင်မုံတို့ရောဆက်ခါအင်္ဂရိပြုတ်လုပ်ပြီးဂုံအုံများနဲ့ပထိုးစီတီတီးကြတယ်။ပထိုးစီတီကအိန္ဒိယပြည်ကပထိုးများအတိုင်းတပိတ်ကိုမှောက်ထားတဲ့ပုံသဏ္ဍာန်ဖြစ်လေတယ်။ထိုပေါ်ကမှစီရီရဲ့အထုပ်ကိုတင်ကြခြင်းဖြစ်တယ်။ကာလကြာလာတဲ့အခါမှာတော့ယတိဝိဇ္ဇာထူဘိုးစိန်တာနဲ့အနန္တသင်္ခါတို့ဟာဝိဇ္ဇာစကန်ပြီးမြောက်ကြပြီမှုဝိဇ္ဇာပုဂ္ဂိုလ်ထူတို့စုဝေးနေထိုင်ရာဟိမွန်နာကိုအပြီးထွက်ခွာသွားကြလေတယ်။ပထိုးစီရီဦးမှလည်းနှစ်ပရိတ်စီရာကြာလာတဲ့အလျောက်လူသူအရောက်ပေါက်ကင်းနဲ့ရုံမတုံးတဲ့ခေါင်မှာတိမ်မြုပ်ပြောက်ွယ်ခဲ့လေတယ်။ဒီပထိုးစီရီကိုဘောဂဝရီနဂါပြည်ကနဂါများနဲ့ရုံမတော်ကြီးတွင်ကဂန္ဓပအနွယ်ဝင်ဂုံမန်ဘလူးတွေအလှည့်ကျဆောင်ချောက်ခဲ့ကြတယ်ကွ။လွန်ခဲ့တဲ့နှစ်900ကမှညွန့်မွန်နာဆရာသခင်တို့ရဲ့တာဝန်ပေးချက်နဲ့ဘိုးဘိုးဆောင်ချောက်ခဲ့ရတာပဲဘိုးဘိုးပြောမှပဲဘိုးတိုးကူစီရီတမိုင်းသိရတော့တယ်ဒါနဲ့ဘိုးဘိုးတိုးကူလို့ဘာလို့ခေါ်ကြတာလဲရခဘိုးဘိုးကမြောက်မေကိုပြုံးကြည့်လိုက်ပြီးဟုတ်ဘူးမြေးလေးအမှန်တော့ပထိုးတီရှိရာပထိုးကူကွလူတွေကကာလကြာလာတော့ပထိုးကနေဘိုးတိုးလို့ခေါ်ကြတာမြေးလေးဟုတ်ကဲ့ဘိုးဘိုးအခုမှပဲရှင်းတော့တယ်အေးအချိန်တော်တော်လင်းတော်မေနောက်တစ်ခုအဘိုးမြေးတို့ကိုပြောပြလိုတာကဝိဇ္ဇာချင်းလမ်းစဉ်ပေးပဲနောက်အချိန်မှမြေးတို့ဟာသာသနာပြုကြမဲ့ပုံကူတွေဖြစ်လာမှာပြီးတော့ငါမြေကြီးပန်လာကဘိုးဘိုးတို့ရဲ့လမ်းစစ်စခန်းကိုလိုက်မဲ့ပုံကူဖြစ်လေတော့တီးတင်တီးထိုက်တာလေးတွေပြောပြခြင်းနဲ့ကွယ်လောကီဝိဇ္ဇာဖြစ်ဖြစ်လောကုတ္တရာဝိဇ္ဇာဖြစ်ဖြစ်အဖြစ်မနေအခြေခံထားရမှာကမေတ္တာဂရုဏာနဲ့သီလဖြစ်တယ်မေတ္တာကတက်ရှိရှင်ချင်းအကျိုးကိုလိုလားခြင်းဖြစ်ပြီးဂရုဏာကတက်ရှိရှင်ချင်းကျင်နာတနာတတ်တဲ့စိတ်ဖြစ်လေတယ်နောက်တစ်ခုကသီလကွယ်သီလဆိုတာကကိုယ့်ရဲ့ကိုမှုနှုတ်မှုကြောင့်တပါးသောတက်ရှိကိုစင်းရဲ့စိတ်စင်းရဲ့မဖြစ်အောင်စောင့်ထိန်ခြင်းကိုဆိုလိုတယ်မြေတို့ကျင်လေကြမဲ့လူပြည်လူလောကမှာဒီတရားသုံးပါးထွန်းကားရင်
အမတန်နေပြောတဲ့လောကကြီးဖြစ်လိမ့်မယ်ဒီတရားခေါင်းပါရင်တော့လောကကြီးကပူလောင်စေတာပါပဲဒါကြောင့်ကိုယ်တိုင်လည်းမေတ္တာကရုဏာတီလာမြင့်မြတ်ကြပါတပားသူ့ကိုလည်းတိုက်တွန်းကြဒီလိုပဲလောကုတ္တရာဝိဇ္ဇာဖြစ်ဖြစ်လောကီဝိဇ္ဇာဖြစ်ဖြစ်အထက်စကန်းကိုတက်လှမ်းကြမှာဒီတရားသုံးပါးကပဓာနာပဲမှတ်ထားပါမယ်ဘူးအေးကွယ်လောကုတ္တရာဝိဇ္ဇာကတော့ဘိုးတို့မြေတို့မကြံအပ်တဲ့အရာမို့ထားလိုက်ပါတော့လောကီဝိဇ္ဇာအကြောင်းကိုပြောပြမယ်ဥပမာအားဖြင့်တန်ကိုတန်ရဲ့တတ္တိကုံအောင်အကိရဲ့ထိုးခြင်းပညာနဲ့လှုံ့ဆော်ပေါက်မြောက်ရင်တန်ရဲ့တဘာဝနိယာမကိုအစားကနေအဆုံးထိသိမြင်ပိုင်နိုင်ခြင်းဟာဝိဇ္ဇာပေါ့ကွယ်တန်ဝိဇ္ဇာလို့ဆိုပါစို့ဒီလိုပဲဗျာရာဝိဇ္ဇာအင်းဝိဇ္ဇာစမဝိဇ္ဇာစေဝိဇ္ဇာမန္တန်ဝိဇ္ဇာစတာတွေဟာဆိုင်ရာအကြောင်းအရာကိုအစားကအဆုံးသိမြင်ပေါက်မြောက်ရှင်းပေပဲဒီစကန်ဒီလန်းစင်တွေဟာစိတ်ရဲ့တည်ငြိမ်ခြင်းတမာတိလိုတယ်ကွတမာတိဖြစ်ဖို့ကြအဖိုးကုန်းကပြောတဲ့တရားသုံးပါးကအခြေခံပဲမြေးတို့လိမ္မာရေးကြပြီတော့ဟိုဒီဖလာတွေကတပြားတွေကိုမြေးတို့ပြန်ရင်ယူသွားကြညံရှိတယ်လို့အတုံးချကြကွယ်ဒီဦးကြီးတင်နေရာမှာရှိတာကိုဘယ်သူကိုမှပြောမိစေနဲ့ဘယ်သူမှအကျုံးမရှိတဲ့ကိစ္စဖြစ်တယ်မပြောပါဘူးလို့ဘိုးကိုဂရီပေးစံစိတ်ချပါဘူးမြေးတို့အသက်ထက်ဆုံးနှုတ်လုံအောင်စောင့်ကြည့်ပါမယ်လို့ဂရီပေးပါတယ်ရခဘဘူကနေရာမအထကကြောက်ခုံကြီးထဲမှာဆင်းလိုက်လေတယ်ဘုံမှန်နဲ့မြမိလေအနောက်ကအသာလိုက်သွားရတယ်ရခဘဘူကလှိုင်ကူကြီးရဲ့အတွင်းပိုင်းကိုဥဆောင်ပြီးသွားနေလေတယ်အတန်ကြာရှောင်းပြီးတဲ့အခါလှိုင်ကူရဲ့ညာဘက်မှာရှိတဲ့လှိုင်ကူငယ်အတွင်းကိုဝင်လိုက်ကြတယ်ထိုလှိုင်ကူငယ်ကနေအတန်ငယ်ချောက်သွားလိုက်ကြတဲ့အခါမီးလေးယောက်များလင်းထိတ်နေတာကိုတွေ့လိုက်ကြရတယ်လှိုင်ကူငယ်ရဲ့အတွင်းပိုင်းစီမှာလုံမွေးကြိုင်တဲ့တင်းရနံကိုရှူရှိုင်းမိကြတယ်လှိုင်ကူငယ်ကဆယ်ပေပက်လည်များသာကျဲဝန်းပြီးနေရံမှာစီမီတုတ်တစ်ခုကိုထွန်းထားလေတယ်လှိုင်ကူရဲ့တစ်ဖက်ကျောင်းနေရန်တွင်ကလက်တပွဲဖြစ်နေတဲ့ကြောက်စွန်းပေါ်မှာရွှေအောင်ဝင်းနေတဲ့လေမတ်တစ်ချက်ရခဘူကထိုလင်ပန်းအားမယူလိုက်ပြီးမိရောက်မှာပြကာမြေးတို့ဟောဒီမှာကြည့်ကြကွယ်ဖိုးမှန်နဲ့မြမေလေရွှေလင်ပန်းကြီးရဲ့ကိုကြည့်လိုက်ရာရွှေလင်ပန်းအတွင်းမှာအလွန်မွေးကြိုင်တဲ့စစ်ပြစ်နေတဲ့အရာများနှင့်အတူတပေခန့်ရှိတဲ့မွေးကစားကလေးငယ်ကိုတွေ့ကြရတယ်အဲ့ဒီကလေးငယ်မှာအသက်ဝိညာဉ်ကင်းမဲ့နေဟန်ရှိလေတယ်ရခဖူဖူကရွှေလင်ပန်းအားကြောက်ကလက်ပေါ်ပြင်တင်လိုက်ပြီးဘုံမှန်နဲ့မြမေကိုပဲလှည့်ကာမြေးတို့ဒီလီမဲတွေကစီးရာကမုံမောင်းတစ်ထောင်နဲ့မြစ်စုတကားပန်းတစ်ထောင်ရဲ့ဝိရည်ကိုစိန်ထားတာကွဘူဘူကဒီရုပ်ကျန်းခန္ဓာကိုယ်ကြီးကိုစွန့်ပြီးရွှေလင်ပန်းထဲမှာဆေးစိန်ထားတဲ့ကလေးငယ်ရဲ့ရုပ်ခန္ဓာတွေကိုနံပြောင်းပြီးခန္ဓာအသစ်ပြန်မှဖြစ်တယ်ဒီခန္ဓာအသစ်နဲ့ဟိမွန်နာကိုဖိုးသွားမှာဘိုးနဲ့ခန္ဓာပြောင်းနေချိန်နေအာယုံမတက်ခင်မြေးတို့နှစ်ယောက်ကဘိုးရဲ့ရုပ်ခန္ဓာကြီးပြီးမှစောင့်ရှောက်ပေးကြရမယ်ဟုတ်လားဟုတ်ကဲ့ပါဘိုးဒါဆိုသွားကြစို့ရခဘူဘူနဲ့ဖုံးမှန်နဲ့မြမေတို့ကြောက်ခုံကြီးစီပြန်လာခဲ့ကြတယ်သုံးယောက်သားကြောက်ခုံကြီးပေါ်ကိုရောက်တဲ့အခါရခဘူဘူကတင်မရီခွေထိုင်လိုက်ပြီးငြိမ်သက်နေလေတယ်ဖုံးမှန်နဲ့မြမေတို့လည်းရခဘူဘူတစိမ့်စိမ့်စောင့်ကြည့်ရင်အချိန်တွေကုန်မှန်းမသိကုန်လုံးခဲ့တယ်ထိုစဉ်လှိုင်ကူကြီးအတွင်းပိုင်းဘက်မှကျေးစီတန်ကတာယာစွာထွက်ပေါ်လာတယ်ဖုံးမှန်နဲ့မြမေလည်းကျေးစီတန်လာရာကိုပြိုင်တူကြည့်လိုက်မိရာဝိဖြူစင်ကျဲဝစ်စင်ထားတဲ့သူတော်စင်တစ်ပါးကျေးစီကလေးကိုတစ်ချက်တီးခတ်ခါဖုံးမှန်နဲ့မြမေတို့ရှိရာကြောက်ခုံကြီးစီတရွေ့ရှောင်းလန်းလာလေတယ်ဝိဖြူစင်ကျဲဝစ်သူတော်စင်မှာဘောင်ဝန်းတဲ့အသားရည်သမင်ငယ်ရဲ့မျက်လုံးလိုကြည်လင်တောက်ပတဲ့မျက်ဝန်းနဲ့ဖုံးမှန်နဲ့မြမေကိုပြုံးလို့ကြည့်နေတယ်ခြုံပြီးပြောရရင်ဝိဖြူစင်ကျဲဝစ်သူတော်စင်ဟာအသက်30ခန့်အရွယ်ဖြစ်ပြီးခံညာတီကြီးကကြီးညိုပွဲဥပရိယုတ်ဖြစ်လေတယ်မြေးတို့ဘိုးရဲ့ကိစ္စလေးပြီးပြီမြေးတို့ရဲ့ကိစ္စလေးပြီးပြီဒါရက်ခဘူဘူးလားရင်ဟုတ်တယ်မြေးဘိုးကရုပ်ခန္ဓာအသေးရသွားပြီလောကငရေရဲ့ဝေကျွေးတွေလည်းအကြေလည်းပြည့်ဆက်ပြီးပြီထိုစဉ်လှိုင်ကူကြီးတစ်ခုလုံးလင်းထိန်သွားတာကြောင့်ဖိုးပန်နဲ့မြမေတို့လည်းလှည့်ကြည့်လိုက်ရာရက်ခဘူရဲ့ရုပ်ခန္ဓာဟောင်းကြီးမိတွေတောက်လောင်နေတာကိုတွေ့ကြရတယ်ဖိုးမှန်နဲ့မြမေလည်းကြက်သေးသေးကကြည့်နေမိတယ်ထိုခဏလေးအတွင်းမှာပဲရက်ခဘူရဲ့ရုပ်ခန္ဓာဟောင်းကြီးကဖျောင်းနိုင်ပြီးကုန်တယ်လို့မိငိမ့်ပြောက်ွယ်သွားလီတော့တယ်လာကြကွယ်မြေတို့တက်ပြခွဲယူခဲ့ကြဟုတ်ကဲ့ပါဘူသူတော်စင်ကြီးနဲ့အတူဖုံးမှန်တဲ့မြမေတို့လှိုင်ကူကြီးတွင်းကနေရေတကုံကိုကြော်ပြီးထွက်လာကြတဲ့အခါအချစ်စီမှာရောင်နေပင်ပြုတ်လို့နေလိမ့်ပြီမြေတို့အဘိုးဟင်းမွန်တာကိုမတော်ခင်မြေတို့ကိုလက်ထပ်ပေးခဲ့ခြင်းနဲ့ထိုအခါဖုံးမှန်ရဲ့မျက်နှာညီရဲသွားတော့တယ်
ညမေကလည်းရှက်ယုံကခေါင်းကိုငုံထားလေတယ်ညီတို့အိုအောင်မင်းအောင်ပေါင်းသိနိုင်ကြပါစေဒါနသီလဘာဝနာအလုပ်ကိုအားထုတ်ပြီးနေကြဟိုဒီသစ္စိန်ရွာမှာမြေတို့ကတာဝူကလေးရတဲ့အခါကျရင်အရှိကောင်းဖို့အတွက်တထုံရက်ကိုပြောင်းရွှေ့ကနေကြပြီတော့ဟုတ်ကဲ့ပါဘူးဘိုးမန်နဲ့မြမေလေသူတော်စင်ကြီးကိုထိုင်ပြီးကြောလိုက်ကြတယ်ဥကုန်းချပြီးပြန်မိုးကြည့်တဲ့အခါမှာတော့သူတော်စင်ကြီးကနေရာမှာမရှိတော့ဘူးမြမေကတစ်ချက်ချိုက်ခါမောင်ကြီးရေဘိုးမရှိတော့ဘူးထို့သူပြောကဖိုးမှန်ရဲ့ရင်ဝင်ကိုခေါင်းထိုးအပ်လိုက်ရာဖိုးမှန်ကအလိုက်သိဖွေ့ဖွေ့ထားလိုက်လေတယ်ပေပရပိုင်းမှမှတ်တမ်းကြီးပြီးဆုံးတဲ့အခါသစ္စာကဘေးကိုကြည့်လိုက်တော့တဖူးတယောက်ကွက်ပြစ်ပေါ်မှာဆန့်ဆန့်ကြီးအိမ်ပေါ်ကြားလုံးနေတာကိုတွေ့ရလေတော့တယ်ဟုတ်ကဲ့ဇလန်ကလေးကတော့ဒီမှာနေပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာနောက်မှလည်းသစ္စာရဲ့အပိုင်းဆက်ဇလန်များကိုပြောပြလို့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူဖြစ်ဖုံးကပဲဖြစ်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနှစ်ဖြာသောဒုက္ခတို့နှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ